တော်က Orange One Digital Marketing ရဲ့ founder တယောက်ပါဆိုတော့ဒီနေ့ webinar ကကျွန်တော်အဓိက sharing လုပ်ပေးမယ့်အကြောင်းကျွန်တော်ဒီ Facebook boosting တနည်းအားဖြင့်ကျွန်တော် media buying လို့လည်းခေါ်တယ်ကျွန်တော် AI နဲ့သုံးပြီးတော့ result တွေ automate ဖြစ်အောင်လုပ်မလဲဆိုတော့ညှောက်ပေးတော့မှာပါ media buying professional တယောက်လည်းဖြစ်တယ်ပြီးတော့ဒီ Facebook advertising class တွေTikTok advertising class တွေကိုသင်တန်းဖွင့်တာ instructor တူလည်းဖြစ်တယ်ကျွန်တော်ကဒီ media buying ကို2021ခုနှစ်လောက်တည်းကစပြီးတော့လုပ်လာတာဖြစ်တဲ့အတွက်ကျွန်တော်မှာအခု2026ဆိုရင်9နှစ်နီးပါး experience ရှိတယ်အဲ့တော့အဲ့ဒီအတွေ့အကြုံတွေကိုအခု webinar တက်ရောက်နေတဲ့လူတယောက်ချင်းစီကိုလက်တွေ့အသုံးချလို့ရအောင်ကျွန်တော်သုံးနေတဲ့ strategy တွေရဲ့ပြီးတော့ဒီ AI နဲ့ပေါင်းပြီးတော့ဘယ်လိုမျိုး automate လုပ်မလဲဆိုတာဒီ webinar ထဲမှာကျွန်တော်မျှဝေသွားပါမယ် media buying ဆိုတာက boost ခလုံးနဲ့ယုံပဲမဟုတ်ဘူးအဲ့ဒါအများကြီးပို့တယ်အဲ့ဒါမျိုးရှိရပေါ့လေ option buying နဲ့ reservation buying ဆိုပြီးတော့ရှိပါတယ်ပေါ့လေနံပါတ်1ကကျွန်တော်တို့ media buying စပြီးတော့လုပ်ပြီးဆိုလို့ရှိရင် divine orient လို့ခေါ်တဲ့လူတွေကိုပြစ်မယ်ဆိုတာအရင်ဆုံးသတ်မှတ်ကြတယ်အဲ့တော့ bidding strategy မှာတဲ့ကျွန်တော်တို့က higher volume ရယ် copycat ရယ် big cash ဆိုပြီးတော့ရှိတယ်ဒီနေ့ပြောကြားပေးသွားမယ် speaker guest speaker ကတော့ကိုရန်လင်းထက်ပဲဖြစ်ပါတယ်ရှင်ကိုရန်လင်းထက်ကဆိုလို့ရှိရင်တော့ဒီပေါ့နော်meta certified media buying ကို professional လုပ်နေတဲ့သူတယောက်လည်းဖြစ်ပါတယ်ရှင်သူကတော့ဒီနေ့မှာ media buying မှာပေါ့နော် AI ကိုအသုံးချပြီးတော့ဘယ်လိုမျိုးထိထိရောက်နေလှုပ်ဆောင်သွားနိုင်လဲဆိုတဲ့အကြောင်းအရာ topics တွေကိုဆွေးနွေးပြသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်မင်္ဂလာပါကဲပါရှင်အခုစဆွေးနွေးလို့ရပါရှင်ဟုတ်ကဲ့ပါဆိုတော့ဒီနေ့ webinar ကိုကျွန်တော်အချိန်ပေးပြီးတော့တက်ရောက်ပေးကြတဲ့တယောက်ချင်းစီကျေးဇူးတင်ပါတယ်ကျွန်တော်ဒီ webinar လေးမစခင်ပါလေကျွန်တော်ဒီအခုတက်ရောက်နေတဲ့သူတွေတယောက်ချင်းစီမှာကျွန်တော်တို့ဒီ Facebook boosting ဘိုင်းနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံရှိလားပြီးတော့ boost လုပ်ဘူးတဲ့သူရှိလားတကယ်လို့ရှိရဆိုလို့ရှိရင်ကျွန်တော်တို့ဒီ chat box ထဲမှာ boost လုပ်တစ်ချက်ပို့လာကြည့်ပေးပေါ့လေဆိုတော့ဒီထဲမှာဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိသိထားတဲ့လူတွေပါလဲဆိုတော့ကျွန်တော်သိချင်လို့ပါ boost လုပ်ဘူးပါတယ်နီးတယ် boost လုပ်ဘူးပါတော်တော်များများကတော့ဒီဘက်ခက်ကလည်း boost မလုပ်ရင်မရောင်းရတဲ့ case လို့ဖြစ်နေအောင်အဲ့တော့ boost လုပ်ဘူးလို့တော်တော်များများတော့ရှိမှာပဲလीနော် okay boost လုပ်ဘူးပါတယ် okay အများကြီးရှိရနော်အဲ့တော့ကျွန်တော် slide လေးပြင်ထားတာရှိပါတယ် screen လေးမြင်ရလားမသိဘူးဗျဟုတ်ကဲ့မြင်ရပါတယ်ဆိုတော့media buying ဆိုတာပါလေပေါ့ဒီတော်တော်များများသိထားတာကြတော့ကျွန်တော်တို့ media buying ဆိုတာကboosting လို့ပဲသိထားကြရများတယ်boosting လို့ပဲခေါ်ကြရပေါ့လေမြန်မာပြည်မှာတော့အဲ့တော့ media buying ဆိုတာကျွန်တော်တို့ရဲ့ကြော်ညာကိုတွက်ပြပေးမယ် advertising space ကို real time option လို့ခေါ်တယ်ဒီအချိန်နဲ့တပြေးညီလေလံစနစ်တစ်ခုမှာ viewer ကြကျွန်တော် bid တင်ပြီးတော့ media buying ဝယ်တာကိုပြောတာအဲ့တော့အဲ့လိုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ message ပေါ့လေတနည်းအားဖြင့်ကျွန်တော်တို့ရဲ့ကြော်ညာ post ကိုမှန်ကန်တဲ့လူတွေစီကိုမှန်ကန်တဲ့အချိန်မှာကြော်ညာစီအသက်သာဆုံးနဲ့ကျွန်တော်တို့ sales တက်အောင်လုပ်တာပဲပေါ့နည်းနည်းလေးနားလည်လို့ရအောင်ပြောရမယ်ဆိုရင် media buying ဆိုတာဗျာကျွန်တော်တို့ media social media platform တွေရဲ့ advertising space ကိုဝယ်တာပဲဆိုတော့အဲ့လိုနားလည်ထားလိုက်ရအဲ့ဒီမှာကျွန်တော် media buying မှာ2မျိုးရှိရပေါ့လေ media buying ဆိုတာကကြတော့ကျွန်တော်တို့ဒီ auction buying နဲ့ reservation buying ဆိုပြီးရရှိတယ်ကျွန်တော်ကဒီအပိုင်းမှာအဓိကပြောမှာဒီ media buying နဲ့ AI နဲ့ဘယ်လိုပေါင်းပြီးတော့ကျွန်တော်တို့ campaign result တွေပုံကောင်းအောင်လုပ်မလဲဆိုတော့မျှော်ပြီးမှာဒါပေမဲ့ဒီထဲမှာတချို့က boosting လုပ်ဘူးတယ်လို့ပါတယ်ဒါပေမဲ့ media buying ဆိုတာကboost ခလုံးနဲ့ယုံပဲမဟုတ်ဘူးအဲ့ဒါအများကြီးပို့တယ်အဲကြောင့်မို့ဒီ media buying ကြောင့်ကျွန်တော်တို့အခြေခံလေးနားလည်ထားဖို့တော့လိုတယ်ပေါ့လေအဲကြောင့်မို့ကျွန်တော်ဒါလေးကိုနည်းနည်းလေးရှင်းပြတာပါဆိုတော့ဒါသိထားမှပဲကျွန်တော်တို့ AI နဲ့ဘယ်လိုမျိုး integration လုပ်ပြီးတော့ campaign result တွေဘယ်လိုပုံကောင်းအောင်လုပ်မလဲဆိုတော့ပို့ပြီးတော့နားလည်မှာပါဆိုတော့အဲကြောင့်ကျွန်တော်လေးဒါလေးကိုနည်းနည်းလေးရှင်းပြမယ်နော်Okay option buying ဆိုတာကြတော့ကျွန်တော်တို့ကလေလံစနစ်တစ်ခုမှာကျွန်တော်တို့ advertiser တွေဈေးပြိုင်ဝယ်တဲ့သဘောပဲကျွန်တော်ဥပမာလေးနဲ့နည်းနည်းရှင်းပြမယ်ဒီတိုင်းပြောရင်တော့နည်းနည်းလေးနားလည်ဖို့ခက်တယ်ဗျအဲ့တော့ကျွန်တော်တို့ကဒီ Facebook မှာဒီ new feed ကို scroll လုပ်နေကြလို့ရှိရင် post လေး3-4ခုလောက်ဆွဲပြီးသွားလို့ရှိရင် advertising space sponsor ဆိုပြီးတော့နေရာတစ်ခုတက်တယ်ဆိုတော့အဲ့ဒီနေရာကိုကျွန်တော်တို့က advertiser တွေကကိုယ့်ရဲ့ကြော်ညာကိုတွက်ပြပေးဖို့အတွက်အဲ့ဒီနေရာကိုပြပေးဖို့အတွက်ကျွန်တော်တို့ media buying လုပ်ပြီးတော့ဝယ်ယူရတဲ့ process တစ်ခုပြပြီးတော့ကျွန်တော်အဲ့ထက်နားလည်လွယ်တဲ့ဥပမာတစ်ခုနဲ့ကျွန်တော်ရှင်းပြပေးမယ်ဟုတ်လေနောက်တစ်ခုကကြောင့် reservation ဆိုတာကကြတော့ကျွန်တော်တို့ကြိုတင်ပြီးတော့လူဘယ်နှယောက်ပြမယ်ပြီးတော့ဘယ်နှချိန်ပြမယ်ဆိုတာကိုကျွန်တော်တို့ကြိုတင်ပြီးတော့ booking လုပ်ပြီးတော့boost ထိုးရနေပြီပေါ့လေတနည်းအားပြောမယ်ဆိုလို့ရှိရင်ဗျာလူတသိန်းကိုကြော်ညာပြခြင်းတယ်အဲ့လူတသိန်းကိုမှတယောက်ကို2ချိန်လုံးပြခြင်းတယ်အဲ့လိုမျိုးအတိအကျသတ်မှတ်ပြီးတော့ကြော်ညာတဲ့ဟာကို reservation buying လို့ခေါ်တယ်အဓိကဘယ်မှာသုံးလဲဆိုရင်ကျွန်တော်တို့ company ကြီးတွေဖြစ်တဲ့ Coca-Cola တို့ Nike တို့အဲ့လိုမျိုး company ကြီးတွေကဆိုလို့ရှိရင်ကျွန်တော်တို့ဒီ option လေးလံနဲ့သိမသွားကြဘူးကျွန်တော်က reservation buying နဲ့ပဲသွားကြတယ်ပေါ့လေOkay အဲ့လိုကျွန်တော်ဥပမာလေးတစ်ခုနဲ့နည်းနည်းလေးနားလည်အောင်ရှင်းပြမယ်ပေါ့လေနော်ဆိုတော့ဒီဘိုင်းအပြီးကျွန်တော်ဆက်ပြပေးပါမယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ဒီ option ရဲ့ပုံစံဘယ်လိုလုပ်တဲ့ AD delivery ဘယ်လိုလုပ်လို့ဆိုရကိုနားလည်လွယ်မဲ့ဥပမာလေးတစ်ခုဖြစ်တယ်ပေါ့လေအဲ့တော့
ဒီမှာကျွန်တော်တို့လှလှဆိုတဲ့ကောင်မလေးရှိရဆိုကြပါစို့ဗျာအဲ့ဒီမှာသူက Facebook သုံးနေတယ်ဒါကတကယ် Facebook ရဲ့ ADS delivering ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုကျွန်တော်ရှင်းပြမယ်ဥပမာပေါ့လေအဲ့တော့ okay ရအဲ့တော့အဲ့ဒီသူက Facebook ကိုကျွန်တော်တို့ဒီ new feed ဖွင့်နေတယ်ဖွင့်နေရင်ကျွန်တော်တို့အဲ့ဒီသူ့ရဲ့ဖုန်းမှာကြော်ညာပြပေးမယ် ADS page တခုရှိရယ်ကျွန်တော်ခုနပြောသလို၄ပို့လောက်ဆွဲပြီးသွားပြီဆိုလို့ရှိရင်ကြော်ညာတကာပြတယ်ကျွန်တော် Facebook ရဲ့ system အဲ့ဆိုအဲ့မှာအဲ့နေရာလေးကိုကြော်ညာပြဖို့အတွက်ကျွန်တော်တို့ advertiser 3ယောက်ကဝင်ပြီးတော့ပြိုင်နေဗျအဲ့တော့ပထမတစ်ခုကကြတော့ cosmetic ကြော်ညာနောက်တစ်ခုကကြတော့ကျွန်တော်တို့ shoe ကြော်ညာနောက်တစ်ခုကကြတော့အိမ်ကြော်ညာဗျအဲ့တော့အဲ့မှာADS budget အနည်းဆုံးက cosmetic ကြော်ညာဖက်နှက်ကြော်ညာကြတော့ကျွန်တော်တို့9000သူက middle ပေါ့လေနောက်တစ်ခုကကြတော့အများဆုံးပေးထားတယ်1000ပေးထားတယ်အဲ့တော့အဲ့ဒီကြော်ညာ3ခုမှာဒီ user နဲ့ relevant ဖြစ်မဲ့ဟာကို Facebook ကသွားပြပြီးမှာအဲ့တော့နောက်ဆုံးနိုင်သွားတဲ့သူကကြတော့ဒီ cosmetic ကြော်ညာဖြစ်တယ်ဆိုတော့အဲ့ဒါဘာကြောင့် cosmetic ဖြစ်နေတာ cosmetic ကြော်ညာဖြစ်လဲဆိုတော့ကျွန်တော်ဒီမှာနည်းနည်းလေးရှင်းပြချင်တယ်ပေါ့လေအဲ့တော့ကျွန်တော်တို့ကနံပါတ်1စဉ်းစားရရင်ဒီအိမ်ဆိုတဲ့အရာမျိုးကကြတော့လက်လာလူငယ်ဖြစ်တဲ့အတွက်သူ့မှာဝင်နိုင်တဲ့ငွေကြေးပမာဏမရှိဘူးပြီးရင်သူကသူ့ရဲ့ social activity တွေမှာအိမ်ကိုရှာထားတာတွေ react လုပ်ထားတာတွေ comment လုပ်တာတွေဘာမှမရှိဘူးအဲ့တော့ဒါကိုသူက cancel လုပ်ပလိုက်တယ်ဟုတ်ပြီနော်ဒါကတော့ကျွန်တော်ဥပမာအနေနဲ့ပြပြတာနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီဖက်နှက်ပေါ့လေဖက်နှက်ကြတော့သူနိုင်တဲ့ budget ပမာဏတွေမှာပါတယ်ဒါပေမဲ့သူ့မှာ AD quality ကpost မှာ content ရေးထားတာတွေကျွန်တော်တို့စိတ်ဝင်စားမှုမရှိဘူးပြီးတော့ရင် design ကလည်းဝါးနေတာမျိုးတွေအိုင်းကကြီးမဖြစ်တာမျိုးတွေဖြစ်တဲ့အတွက်ဒီကြော်ညာကို cancel တယ်အဲ့တော့နောက်ဆုံးဒီ A ကိုဘာလို့ရွေးလဲဆိုတော့ तू က main ကလေးလည်းဖြစ်တယ်ပြီးတဲ့အခါကျတော့ तू နိုင်တဲ့ budget လည်းဖြစ်တယ်ပြီးတော့သုံးထားတဲ့ content quality ကောင်းတာဖြစ်တဲ့အတွက်ဒီ A ကိုသူ့ရဲ့ကြော်ညာ space မှာတော့ပြလိုက်တယ်အဲ့ဒါ option ရဲ့အလုပ်လုပ်တဲ့ system ပေါ့လေအဲ့တော့အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကျွန်တော်တို့ budget အများကြီးသုံးတဲ့ကုမ္ပဏီကြီးတွေရဲ့ဒီကြော်ညာနဲ့ကျွန်တော်တို့တချို့ online shopping အသေးလေးတွေရဲ့ကြော်ညာနဲ့မှာဒီ budget နည်းနည်းသုံးပြီးမယ် user နဲ့ relevant ဖြစ်တဲ့ကြော်ညာတွေကို Facebook ကပြပေးတာဖြစ်တဲ့အတွက်တချို့ဆိုရင်ဗျာကျွန်တော်တို့တချို့ online shop အသေးလေးဆိုလို့ရှိရင်$5လောက်သုံးရုံနဲ့တည်းကို stock ကုန်တွေရောင်းကောင်းတာမျိုးတွေပါဖြစ်တယ်ပေါ့လေအဲ့ကြောင့်ဒါ ADS delivery system ကကြတော့ဒေါ်လာများများသုံးနိုင်ကျွန်တော်တို့နိုင်တာတော့မဟုတ်ဘူးuser နဲ့ဘယ်လောက်ထိ relevant ဖြစ်မလဲ AD quality ဘယ်လောက်ကောင်းမလဲဆိုတော့မူတည်ပြီးတော့ကြော်ညာကိုသွားပြီးတော့ပြပေးတာပါဆိုတော့နားလည်မလားမသိဘူးကျွန်တော်ရှင်းပြပါတော့ okay အဲ့တော့ကျွန်တော်နောက်ကိုပြန်သွားတယ် okay အဲ့ဒီမှာကျွန်တော်တို့ကmedia buying process ဆိုပြီးရရှိတယ်အဲ့ media buying process ကအဆင့်6ဆင့်ရှိရဗျတချို့ကတင်တယ်ဗျာဒီ boosting ခလုတ်နှိပ်လိုက်ယုံပြီးသွားလို့ရှိရင်ဒေါ်လာပေးလိုက်ယုံနဲ့ boost လုပ်တတ်သွားပြီလို့တင်တယ်ဒါပေမဲ့အဲ့ထက်အများကြီးပိုတယ်ကျွန်တော် strategy တွေအများကြီးပါတယ်ပေါ့လေနံပါတ်1ကကျွန်တော်တို့ media buying စပြီးရလုပ်ပြီဆိုလို့ရှိရင် divine orient လို့ကိုယ်ကဘယ်လိုမျိုး orient ကိုဘယ်လိုလူတွေကိုပြစ်မယ်ဆိုတော့အရင်ဆုံးသတ်မှတ်ကြတယ် okay နောက်တစ်ဆင့်အနေနဲ့ကကြတော့ADS placement ဘယ်လို platform တွေမှာသွားပြီးတော့ကြော်ညာမှာလဲ Facebook လား Google လား TikTok လားပြီးရင် Wii လား Video လားအဲ့လိုမျိုးကျွန်တော်တို့အများကြီးသတ်မှတ်ကြတယ်ပြီးတော့လို့ရှိရင်determine AD timing ဆိုတာဘယ်အချိန်မှာကြော်ညာတက်ပြမှာလဲညပြမှာလားမနေ့ပြမှာလားအဲ့လိုမျိုးကျွန်တော်တို့အများကြီးသတ်မှတ်ကြတယ်ပြီးတော့လို့ရှိရင် search budget and bidding strategy bidding strategy ကိုကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးမယ်အဲ့တော့ကိုက budget ဘယ်လောက်သုံးပါလဲဘယ် bidding နဲ့ဒီ option ကိုဝင်ပြိုင်ပါလဲဆိုတာကျွန်တော်တို့သတ်မှတ်ကြတယ်နံပါတ်5ဆင့်ကကြတော့ကျွန်တော်တို့ campaign performance ကို automate လုပ်ရတယ်အဲ့တော့ဘယ် campaign ကresult မကောင်းလေမကောင်းဆိုလို့ရှိရင်ကျွန်တော်တို့ဒီ AD creative တွေပြောင်းပြီးတော့ဘယ်လိုမျိုး automate ဖြစ်အောင်လုပ်မလဲဆိုတော့ကျွန်တော်တို့လုပ်တယ်နောက်တစ်ခုကကြတော့ analyze result ထွက်လာတဲ့ campaign ပြီးတဲ့အခါမှာထွက်လာတဲ့ result တွေကို analyze လုပ်တယ်ဥပမာCPM ကောင်းတယ် result ကောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့တော့ထပ်ပြီးတော့တိုးတယ်အဲ့ဒါကိုကျွန်တော် media buying process လို့ခေါ်တယ်ဆိုတော့ဒီအချက်အဆင့်6ဆင့်တိုင်းသွားတယ်ပေါ့လေနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ bidding ဆိုတာဗာလဲပေါ့လေbidding ဆိုတာကြတော့ခုနကတော့ကျွန်တော်ရှင်းပြခဲ့တဲ့ဒီလေလံပွဲမှာဝင်ပြိုင်တဲ့အခါကြလို့ရှိရင်လေလံကြီးကိုပြောတာအဲ့တော့နည်းနည်းလေးမီးရပိုင်းနဲ့နည်းနည်းလေးစိမ့်တဲ့သူကြတော့ဒီဟာကိုသိပြီးတော့နားလည်အောင်မဟုတ်ဘူးအဲ့တော့ဒီမှာတော့နားလည်လွယ်ဆုံးဖြစ်အောင်တော့ကျွန်တော်ရှင်းပြပေးမယ်အဲ့တော့ bidding ဆိုတာခုနကျွန်တော်ပြောခဲ့သလိုပဲလေလံကြီးဘယ်လောက်နဲ့ကျွန်တော်တို့အဲ့ကြောင်ညာဝင်ပြိုင်မလဲဆိုတော့သတ်မှတ်တာအဲ့တော့ bidding မှာလည်းကျွန်တော်တို့ strategy 3ခုရှိတယ်ဟုတ်ကျွန်တော်စကားပြောမြင်နည်းနည်းလေးချက်ပေါက်မှာပြောခဲ့ပြီเนาะကျွန်တော်နားမလည်မှာဆိုလို့ပါ okay အဲ့တော့ bidding strategy မှာကျွန်တော်တို့က higher volume ရယ် copycat ရယ် big cat ဆိုပြီးရှိတယ် higher volume ကသူကဒီ Facebook ရဲ့ဒီ bidding system မှာ default
အနေနဲ့သုံးတာပေါ့လေ higher volume ကဘာလဲဆိုလို့ရှိရင်ကိုကသုံးလိုက်တဲ့ဒီ bit ပမာဏကိုသုံးလိုက်တဲ့ dollar budget ကို maximum result ရအောင် automatic Facebook ရဲ့ AI algorithm နဲ့သုံးပြီးတော့လုပ်ပေးတာပါအဲ့ဒါကိုကျွန်တော် higher volume လို့ခေါ်တယ်ကျွန်တော်တို့ဗျာဒီ Facebook ဒီ phone ကနေပြီးတော့ကျွန်တော် boost တင်လိုက်ပြီဆိုလို့ရှိရင်သူ့ရဲ့ bidding system automatic higher volume ဖြစ်တယ်ဘာကြောင့်လဲဆိုရင်ကျွန်တော် ADS manager ကနေတွားပြီးတော့ website ထဲကနေတင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီ strategy တွေကိုတွားပြီးရွေးလို့ရတယ်ADS manager application တွေကနေပဲတွားပြီးတော့လည်းရွေးလို့ရတယ်ဒါကတော့ higher volume strategy ဖြစ်ပါတယ် okay နောက်တစ်ခုက copcat ကကြတော့ကျွန်တော်တို့ကုန်ကျစရိတ်အသက်သာဆုံးဖြစ်အောင်ကျွန်တော်တို့cost ပမာဏကိုသတ်မှတ်လိုက်တာပေါ့လေနော်အဲ့ဒါကြတော့ cost per result ပြောမယ်ဆိုရင်ကျွန်တော်တို့နားလည်လွယ်အောင်ပြောရင် CPN လို့လည်းပြောလို့ရကျွန်တော် message တစ်စောင်ကိုကုန်ကျစရိတ်ဘယ်လောက်ပဲသုံးမယ်ဆိုပြီးတော့သတ်မှတ်လိုက်တဲ့ပုံစံမျိုးပဲဒါပေမဲ့ဒီနည်းအားကြတော့ဘာဖြစ်လဲဆိုတော့ CPN ကိုသတ်မှတ်လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ reach နေတာဒီ ADS delivery လုပ်တဲ့နေရာမှာလူအများကြီးသတ်မှတ်ပြပေးတဲ့အခါတွေပြီးတော့ဒီ CPN မြင့်ပြီးတော့ result မကောင်းတဲ့အခါမျိုးတွေဖြစ်တတ်ပါတယ်နော်နောက်တစ်ခုကကျတော့ big gap ပေါ့လေ big gap ဆိုတာကြတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ bid ပမာဏကို limit လုပ်လိုက်တာပါဥပမာဗျာလေလံပွဲတွေအများကြီးရှိတယ်ကျွန်တော်တို့ဒီခုနရှင်းပြခဲ့သလိုပဲoption system နဲ့ Facebook ရဲ့ကြော်ညာ system တခုလုံးကြီးအဲ့လိုလဲပတ်နေအဲ့ဆိုအဲ့ option ထဲမှာဝင်ပြိုင်မဲ့ကိုယ့်ရဲ့ bid ပမာဏအမောက်ကိုသတ်မှတ်လိုက်တာအဲ့တော့2လို့သတ်မှတ်လိုက်ပြီဆိုလို့ရှိရင်3နဲ့ဝင်ပြိုင်တဲ့လေလံပွဲတွေဝင်မပြိုင်တော့အဲ့ဒီပုံစံမျိုးနဲ့ကျွန်တော်တို့ဒီ media buying process ကအဲ့လိုသွားတယ်ပေါ့လေ bidding strategy ကအဲ့ဒါနားလည်လားမသိဘူးဗျဒါကတော့ကျွန်တော်လက်ရှိသုံးနေတဲ့ strategy ကိုမျှဝေပေးချင်တာပါအဲ့တော့ online မှာကျွန်တော်တို့ကြော်ညာ campaign တွေ run တော့မယ်ဆိုလို့ရှိရင်boost ထိုးတိုင်း result ကောင်းတာတော့မဟုတ်ဗျအဲ့တော့ result ကောင်းအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ပုံစံမျိုးပေါ့လေအဲ့တော့ကျွန်တော်တို့ကဒီ strategy သုံးပြီဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်စမ်းတဲ့ပုံစံကြတော့ဒါကတော့ orient ကိုပဲကျွန်တော်စမ်းတာနော်ဟို AD creative မှာပါသေးတယ် AD creative လည်းဒီလိုမျိုးစမ်းလို့မရအောင်ဆိုလို့ရှိရင်ကျွန်တော်နောက်ဆုံးမှပြောသလိုမျိုးပဲ chain creative ဆိုတာမျိုးနဲ့ကျွန်တော်စမ်းမှုလုပ်တယ်အဲ့တော့ advantage plus broad orient ဆိုတာကဘာလဲဆိုတော့Facebook ရဲ့ AI algorithm ကိုဒီကြော်ညာကိုငါအကောင်းဆုံးလုပ်ပြီး potential customer တွေစီပြပြီးဆိုပြီးတော့ Facebook algorithm ယုံပြီးတော့ဇုံလုံးအပ်လိုက်တဲ့ပုံစံမျိုးပဲအဲ့တော့ advantage orient မှာဘာပါမလဲဆိုတော့ကျွန်တော်တို့ location ပါမယ် gender ပါမယ်ပြီးရင် age ပါမယ်ဒါပဲကျွန်တော်ဘာမှမထည့်ဘူး gender က Facebook ရဲ့ AI algorithm ကကျွန်တော်တို့အလုပ်လုပ်ပေးပါလိမ့်မယ် automatic အဲ့ဒါကိုကျွန်တော်တို့က advantage လို့လည်းခေါ်တယ် broad orient လို့လည်းခေါ်တယ်ဒီနည်းအားဖြင့် AI ကိုသုံးပြီးတော့ကိုယ့်ရဲ့ campaign result ကိုကောင်းအောင်လုပ်ခိုင်းတာဒါပေမဲ့တခါတလေမှာကျွန်တော်တို့ကဒီလိုသုံးတိုင်းလေ result ကောင်းတာတော့မဟုတ်ဒါကတော့ကျွန်တော်ကလက်ရှိသုံးနေဖြစ်တဲ့အတွက်ကိုရီဖြစ်ရကိုပြောပြတာဒါပေမဲ့တခါတလေမှာလည်းကိုယ့်ရဲ့ကြော်ညာတဲ့ post ရဲ့ content quality ကောင်းတယ်ရောင်းတဲ့ပစ္စည်းကလည်း market မှာတကယ် demand များနေတယ်ပြီးတော့ price ကလည်း fair ဖြစ်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီ broad orient နဲ့တင် campaign result တွေ CPN နဲ့တော်တော်လေးကိုကောင်းပြီးတော့အလုပ်ဖြစ်တာမျိုးတွေလည်းရှိတယ်ဒါကတော့ first step အနေနဲ့ကျွန်တော်တို့ Facebook မှာစပြီးတော့ boost လုပ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီ orient option ကိုအရင်ဆုံးစမ်းကြည့်တယ်။ Okay နောက်တစ်ခုကကျတော့ customize orient လို့ခေါ်တယ်။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီ product နဲ့သက်ဆိုင်တဲ့ relevant ဖြစ်မဲ့ interest တွေ demographic တွေ behavior တွေကိုကျွန်တော်တို့ထည့်ပြီးတော့ run တာဖြစ်တယ်။အဲ့ဒါကို customize orient လို့ခေါ်တယ်။ဥပမာဗျာကျွန်တော်တို့အသက်က24ရက်နေပြီးတော့50အတွင်းမှာ run မယ်။ပြီးသွားလို့ရှိရင် interest မှာကျတော့ဥပမာ skin care ဆိုလို့ရှိရင်လည်း beauty တို့ပြီးသွားရင် spa တို့ cosmetic တို့ပြီးသွားလို့ရှိရင် woman clothing တို့ fashion accessory တို့အဲ့လိုမျိုးပေါ့အစရှိသဖြင့်ကိုယ့်ရဲ့စိတ်ကြိုက်ကိုယ့်ကြော်ညာ result ကောင်းနိုင်မယ်ထင်တဲ့ interest တွေကို demographic တွေထည့်ပြီးတော့ကျွန်တော်တို့ကြော်ညာတော့ကို customer orient လို့ခေါ်တယ်။ Okay နောက်တစ်ဆင့်ကကြတော့အဲ့လိုမျိုးမှကျွန်တော်တို့ကြော်ညာလို့အဆင်မပြေသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ narrow orient ဆိုတာရှိတယ်။ narrow orient က customize orient မှာထည့်ခဲ့သမျှဟာတွေအကုန်လုံးတွေက main point အချက်တွေကိုထုတ်ပြီးတော့ကျွန်တော်တို့ narrow orient အနေနဲ့သုံးလိုက်တာဗျ။အဲ့တော့ခုနကကျွန်တော်ပြောခဲ့တဲ့ဒီ skin care တွေ spa တွေ beauty တွေwoman clothing တွေ fashion accessory အဲ့လိုမျိုးအများကြီးထဲမှာအဓိကကိုကကြော်ညာမှာ skin care product ဖြစ်တဲ့အတွက် skin care sales ဖို့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ဒီထဲမှာ skin care ကိုထုတ်မယ် beauty ကိုထုတ်မယ် cosmetic ထုတ်မယ်အဲ့သုံးခုလောက်ကျွန်တော်တို့ filter ခံပြီးတော့ထုတ်ချပလိုက်တယ်အဲ့တော့ကျွန်တော် narrow orient လို့ခေါ်တယ်အဲ့ဆိုအဲ့ဒီအတိုင်းအဲ့ဒီ orient တိုင်းကျွန်တော်ပြန်ပြီးတော့ run ကြည့်မယ် run ကြည့်လို့မှအဆင်ပြေသွားနိုင်တယ်အဆင်မပြေဘူးဆိုလို့ရှိရင်လည်းနောက်ထပ်တစ်နည်းရှိသေးတယ်အဲ့တော့ဒါကကြတော့ custom orient လို့ခေါ်တယ်ပြီးသွားလို့ရှိရင်နောက်တစ်ခုကlook like orient ပေါ့လေဒါကတော့ကျွန်တော်တို့ဒီမှာ recommended ကတော့ 10k အထက် follower ရှိတဲ့လူတွေပဲသုံးသင့်တယ် custom orient ကြတော့ဗာလဲဆိုကိုယ့်ရဲ့ page နဲ့ဒီ engage ဖြစ်ပူတဲ့သူတွေပြီးတော့ကျွန်တော်တို့ page ကို
ဝင်ကြည့်ဘူးတဲ့သူတွေပြီးတော့ကိုယ့်ရဲ့ page ကိုစာပို့ဘူးတဲ့သူတွေအဲ့လိုလူမျိုးတွေကိုသွားပြီးတော့ပြန်ပြီးတော့ retargeting ပြန်လုပ်တာအဲ့ဒါကြတော့ကိုယ့်ရဲ့ page မှာရှိတဲ့ follower ပဲပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ page ကို engage လုပ်ဘူးတဲ့သူလောက်ပဲဖြစ်မှာဖြစ်တဲ့အတွက် reach ကတော့ limit နဲ့ရှိနိုင်တယ်အဲ့ဒါကြတော့ကျွန်တော်တို့ခုနပြောလို့ follow အရန်များတဲ့ page တွေမှာဆိုရင်တော့ဒီကအရန်သုံးလို့ကောင်းတဲ့ tool ဒီခုနပြောလို့ 10k ပေါ့လေ follower 10k အထက်ရှိပြီဆိုရင်တော့ဒီ tool ကိုတော်တော်လေးသုံးကြည့်တော်လေးအဆင်ပြေတယ်အဲ့ပြီးတော့ look like orient ကြတော့ဘာလဲဆိုဒီ custom orient နဲ့အလားတူတဲ့ပုံစံမျိုးကိုကျွန်တော်တို့ percentage နဲ့ပြန်ရွေးပြီးတော့ကြော်ညာတာ okay အဲ့ဒီ၅ခုလုံးစမ်းကြည့်ပြီးလို့မှာကိုယ့်ရဲ့ campaign result ကကိုထင်သားသလိုမျိုးsales volume တက်မလာဘူးresult တွေရမလာဘူးဆိုရင်တော့သိကြတယ်ဘာလို့ရမလဲဆိုတော့နောက်ဆုံးက change creative လို့ခေါ်တယ်ကျွန်တော်တို့ကြော်ညာတဲ့ post ကိုပြောင်းဖို့လိုလိမ့်မယ်ဒါကတော့ကျွန်တော်လက်ရှိသုံးတဲ့ strategy အဲ့တော့ဒီ strategy တိုင်းကျွန်တော်ရဲ့ဒီ Orange Channel Marketing Page မှာ campaign တွေ run ပေးတယ် run ပေးတဲ့အခါမှာဒီထက်ကတနည်းမဟုတ်တနည်းနဲ့တော့အဆင်ပြေတယ်ဥပမာ follower များတဲ့ page တွေဆိုရင်တော့ကျွန်တော် look like ကိုသုံးတာ recommend အများကြီးပေးတယ်အဲ့ဒါပို့ပြီးတော့အလုပ်ဖြစ်တယ်ဘာလို့လဲဆိုတော့ one orient ဖြစ်တဲ့အတွက်ကကို page ကိုသိပြီးသားဆိုတဲ့အတွက် awareness ကရပြီးသားဆိုတော့ awareness ရပြီးသားဖြစ်တဲ့အတွက်နောက်ဆုံး sales conversion ဖြစ်ဖို့အတွက်ကပို့ပြီးတော့လွယ်တယ်ဗျအဲ့လိုပုံစံမျိုး okay ရလားနားလည်မလားတော့မသိဘူးဗျဒါတော့ကျွန်တော်သုံးတဲ့နည်းကိုပြပြတာပေါ့လေပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီ campaign တစ်ခုကိုစပြီးတော့အကြော်ညာစပြီးတော့ run တော့မယ်ပေါ့လေ Facebook တစ်ခုကို run မယ်ဆိုရင်ကျွန်တော်သုံးတဲ့ပုံစံကြတော့created 83ခုခွဲပြီးတော့အမြဲတမ်း run အဲ့တော့ကျွန်တော်တို့ကဗျာဒီလအတိုင်းဒီ media buying နဲ့ပတ်သက်ပြီးတော့ submit အပ်ထားတဲ့ page တွေရှိတယ်ဆိုတော့အဲ့ဒီ page တွေအတွက်ကျွန်တော်ကြော်ညာ run တဲ့အခါကျလို့ရှိရင်ဘယ်တော့မှpost တစ်ခုတည်းကို campaign တစ်ခုတည်းမ run ဘူး campaign ဆိုတော့ AD set တစ်ခုတည်းမ run ဘူးဗျာအဲ့တော့သူနဲ့result ကောင်းနိုင်မဲ့ AD set ကိုပဲကျွန်တော်တို့ scale optimize လုပ်သွားတယ်အဲ့တော့ကျွန်တော်တို့ campaign မှာဆိုတော့ကြော်ညာစပြီဆိုလို့ရှိရင် level က3ခုရှိတယ်အဲ့တော့ campaign level ရဲ့ AD level ရဲ့ AD set level ဆိုရင်3ခုရှိတယ်ဆိုတော့အဲ့မှာကျွန်တော်တို့က campaign ကတော့တစ်ခုပဲ AD ရဲ့တစ်ခုပဲ AD set မှာ3ခုခွဲပြီးတော့ကျွန်တော်ကြော်ညာကြည့်တယ်အဲ့တော့ number 1 AD set ကကြတော့ကျွန်တော်ရှေ့မှာရှင်းပြခဲ့သလိုပဲbroad orient ကိုသုံးပြီးတော့ကျွန်တော်ကြော်ညာတယ်နောက်တစ်ခုကကြတော့ကျွန်တော် interest targeting ကိုသုံးပြီးတော့ကြော်ညာတယ်အဲ့တော့ look like orient one orient ကိုသုံးပြီးတော့ကြော်ညာဒါတွေကကျွန်တော်ရှေ့မှာရှင်းပြခဲ့ပြီးဆိုတော့ထပ်ပြီးတော့မပြောတော့ဘူးလေအဲ့တော့ဒီလိုမသုံးဘဲနဲ့ AB testing သုံးရင်ရောမရဘူးလားဆိုတော့ရပါတယ်ဒါပေမဲ့ AB testing ကကျွန်တော် personally ရပါလေအဲ့လောက်ထိ effective မဖြစ်ဘူးဒါပေမဲ့ဒီလိုမျိုး AD set 3ခုခွဲပြီးတော့ run တာကတစ်ခုမဟုတ်တစ်ခုတော့ပေါက်တယ်အဲ့လိုမျိုးလေး sam run ကြည့်နော်ကျွန်တော်တို့က Facebook ကနေပြီးတော့ပဲ boost တင်နေဆိုလို့ရှိရင်ဒီနည်းကပို့ပြီးတော့အလုပ်ဖြစ်တယ်အခုချိန်ရပြီ Facebook က TikTok လောက် reach တွေမကောင်းဘူး reach တွေလည်းကျနေတာဖြစ်တဲ့အတွက် Facebook မှာ run ပြီဆိုလို့ရှိရင်အရင်လိုမျိုးကျွန်တော်တို့ Facebook post အောက်ကနေ boost ပို့လေးနှိပ်မယ်ပြီးရင် orient ကို random select ပေးပြီးတော့ budget သတ်မှတ်မယ်ပြီးရင် duration တွေသတ်မှတ်မယ်ပြီးရင် boost ပို့ဆိုရင်နှိပ်ချလိုက်မယ်ပြီးရင်ဒေါ်လာဖြတ်သွားမယ်အဲ့လိုပုံစံမျိုးကသိပြီးတော့နောက်ပိုင်းအလုပ်သိမ့်မဖြစ်တော့အဲ့တော့ဒီလိုမျိုး ADS manager website တွေကနေပြီးတော့သွားမယ်ဆိုရင်ဒီ abundant feature တွေ abundant option တွေကျွန်တော်ရွေးလို့ရတာဖြစ်တဲ့အတွက်campaign result ကပို့ပြီးတော့ကောင်းဖို့တော့မျှော်လင့်လို့ရတယ်ဆိုတော့နားလည်မလားမသိဘူးဆိုတော့နောက် slide တစ်ခုကိုကျွန်တော်ပြောပြမယ်ပြီးသွားရင်တော့ကျွန်တော် Q&A session လေးဖြစ်တဲ့အတွက်ဒီမှာရှင်းပြခဲ့သမျှအားလုံးကိုနားမလည်ဆိုကျွန်တော် note လေးမှတ်ထားလိုက်ဒါမှမဟုတ် chat box မှာပို့ထားလိုက်ကျွန်တော်အကုန်လုံးကိုမေးတဲ့မေးခွန်းတွေပြင်ကျွန်တော်တစ်ခုချင်းပြန်ဖြေပြမယ်နော် okay နောက်တစ်ခုကကြတော့ကျွန်တော် AI နဲ့ပတ်သက်တဲ့အကြောင်းမရောက်သေးဘူးနော်ဆိုတော့ AI နဲ့ integration မလုပ်ခင်မှာကျွန်တော်တို့ media buying ဆိုတာဘယ်လိုအလုပ်လုပ်လဲဆိုတာကောင်းကောင်းလေးနားလည်ထားမှာပဲအဲ့ဘိုင်းကိုဆက်ပြီးတော့ရှင်းပြတာပို့ပြီးတော့အဆင်ပြေလိမ့်မယ်ပေါ့အဲ့တော့ media buying ဆိုတာတချို့ပါဗျာကြော်ညာရဲဆိုတာကငွေကုန်တယ်လို့ပဲထင်ကြတာတကယ်တမ်းကြော်ညာရဲဆိုတာက investment တခုပဲအဲ့တော့ကြော်ညာရင်ကျွန်တော်တို့ဘယ်လိုမျိုးလုပ်ငန်းရှင်တယောက်အနေနဲ့ပြောမယ်ဆိုရင်လုပ်ငန်းရှင်တယောက်ဆိုတာကျွန်တော်ရဲ့ client အနေနဲ့ကျွန်တော်ပြောမယ်ပေါ့လေကျွန်တော်အမြဲတမ်းလည်း client တွေကိုပြောဖြစ်တယ်ကြော်ညာဖို့ကိုမနှမျောနဲ့ကြော်ညာရဲဆိုတာကျွန်တော်တို့ကငွေတစ်ခုတည်းကုန်သွားတာမဟုတ်ဘူးကျွန်တော်အဲ့ဒီကိုယ့်ရဲ့ business မှာဒီ investment တခုပြန်လုပ်လိုက်တာပဲအဲ့တော့ပြောမယ်ဆိုရင်ကျွန်တော်ကြော်ညာလိုက်တိုင်း ROAS ကိုတွက်ပြီးတော့ကြော်ညာဖို့လိုတယ်ဥမာဒီမှာဥမာပြနေတာဆိုကျွန်တော်တို့ကကြော်ညာအတွက်ဒေါ်လာ100သုံးလိုက်တယ်အဲ့တော့အဲ့ဒီမှာသုံးလိုက်လို့ revenue က400ရတယ်ဆိုလို့ရှိရင်အဲ့တော့400ရဲ့100နှုတ်တော့ profit က3အဲ့တော့ ROAS ပြန်တွက်လို့ရှိရင် advertising spend ပြီးရင် revenue အစား revenue ဆိုတော့ ROAS က3ထွက်တယ်ဒါကတော့ 4 ဖြစ်နေအရင်မှပြီးရေးထားပါလိမ့်အဲ့တော့ဒီ slide ကလည်းကျွန်တော် AI နဲ့ဆွဲထားတာအဲ့တော့ဒီနောက်ပိုင်းဒီလို slide တွေပါဘယ်လိုဆွဲလဲဆိုတဲ့နည်းတွေပါကျွန်တော်နည်းနည်းလေးဒီတင်မှာကျွန်တော်သုံးတဲ့နည်းလေးမျှဝေပေးပါမယ်အဲ့တော့ကျွန်တော်ပြောချင်တာကကြော်ညာဖို့အတွက်ကိုမကြောက်ပါနဲ့အဲ့တော့ဒီမှာနောက်တစ်ခုဒီကျွန်တော်ထပ်ပြောချင်တာဒီနောက်မှာဂျုံတုံးလေးအဲ့တော့
ဒီကဘာကျော်ပုဂ္ဂိုလ်ကြီးဖြစ်တဲ့ကျွန်တော်တို့ force ကားတွေထုတ်တယ် Henry Ford ရဲ့ဒီ code တစ်ခုရှိရပေါ့လေအဲ့ဒါဘာပြောရလဲဆိုတော့ကျွန်တော်အကြိုက်ဆုံး code တစ်ခုပဲအဲ့တော့ stopping advertising to save money that is like stopping your watch to save time အဲ့တော့ပတ်စံချွေတာဖို့အတွက်တဲ့ကျွန်တော်တို့ကြော်ညာကိုရက်လိုက်တာကအချိန်ကို save လုပ်ဖို့အတွက်နိုင်ကိုရက်လိုက်တာတူတူပဲအဲကြောင့်မို့တချို့တွေကရှိရဗျာsales volume တော့တက်ချင်တယ်ဒါပေမဲ့ advertising spend မှာသုံးဖို့အတွက်ကျတော့အရင်2မျိုးတဲ့လူတွေရှိတယ်အဲကြောင့်မို့ကျွန်တော်ခုနရှေ့ရှင်းပြခဲ့သလိုပဲဒီလောက်ကြော်ညာလိုက်တယ်ဘယ်လောက် profit ရတယ်အဲ profit နဲ့ guide တယ်ဆိုလို့ရှိရင်ကြော်ညာစရိတ်သုံးဖို့အတွက်ကိုမနှမြောင်းနေပေါ့လေဒါတော့ ROAS ကတော့ဒီ client တိုင်းတွတ်တင်တယ်ကျွန်တော်တို့ကလည်းဒီ campaign တစ်ခုပြီးပြီဆိုတာနဲ့ report analyze လုပ်ပေးတယ်ဘယ် campaign ကတော့ result ပိုကောင်းတယ်အဲ campaign ကိုကျွန်တော်တို့ budget နဲ့ duration တွေတိုးပြီးတော့ set run တင်မယ်ဆိုတာကိုအမြဲ advice ပေးတယ်ဆိုတော့ media buyer တယောက်အနေနဲ့ကတော့ဒါတွေသိထားဖို့လိုတယ်ပေါ့လေနော် okay ဆိုတော့ဒီမှာကျွန်တော် AI နဲ့ဘယ်လိုမျိုးအသုံးချမလဲဆိုတာအခုမှစမှာဆိုတော့ကျွန်တော်ရှေ့ကရှင်းပြခဲ့တဲ့ဒီအကြောင်းတွေ media buying ကိုပေါ့နားလည်လိုက်လားအဆင်မပြေတာရှိလားတော့ပြီးသွားရင်တော့ဒီ discussion ပြီးသွားလို့ရှိရင်ကျွန်တော်တို့ media buying ကိုကျွန်တော် AI နဲ့ဘယ်လိုမျိုးချိတ်ပြီးတော့အသုံးချမလဲဆိုတာကိုကျွန်တော်ဆက်ပြီးရှင်းပြပေးပါမယ်အခုမှကြားဖို့ရမလို့နည်းနည်းတော့မလိုက်နိုင်ဘူးဆရာတဲ့အခုမှသိရတာပါကျေးဇူးပါတယ် okay okay ဟုတ်တယ်ဒီကကျွန်တော်ကိုယ်တိုင်ကလည်းဒါကိုဂုံဖော်ပြီးပြောတာမဟုတ်လေကျွန်တော်ကိုယ်တိုင်ကလည်းဆက်လုပ်ခဲ့ခြင်းမှာဒီလိုမျိုးဒီလောက်ထိနည်းနည်းလေးပဲလို့အထင်တော့ပေါ့လေဆိုတော့ကျွန်တော် media buying professional စာမိုးပွဲသွားဖြည့်တယ်ဖြည့်တဲ့အချိန်မှာ Facebook ရဲ့ဒီ course တွေကိုကျွန်တော် join တယ်join တဲ့ချိန်ကျတော့ဒါတွေကဒီလိုရှိရဲဆိုတာသိလာခဲ့ရတယ်ဆိုတော့အဲ့ဒီရဲ့ knowledge တွေကိုကျွန်တော်ပြန်ပြီးတော့ရှင်းပြတာပါဆိုတော့ဒီမှာကျွန်တော်တို့ဒီ media buying နဲ့ပတ်သက်ပြီး posting buying နဲ့ပတ်သက်ပြီးတော့နားမလည်ရရှိရင်ကျွန်တော်ဒီမှာနည်းနည်းလေးမေးလို့ရတယ်ပေါ့လေပြီးသွားရင်လည်းဒီ webinar ပြီးသွားရင်လည်းကျွန်တော် join session လေးရှိတယ်အဲ့မှာလည်းမေးလို့ရပါတယ်AD set လေးခွဲတာနည်းနည်းလေးထပ်ပြောပြလို့ရမလားဆရာအဲ့နာလေးသိနားမလဲလို့ရှင်းတယ်အခုမှသိရတော့ဆရာလေးရှင်းပြတာအရင်ကောင်းပါတယ် okay တော့ကျေးဇူးတင်တယ်အဲ့တော့ဒီမှာမေးထားလေးကျွန်တော်နည်းနည်းလေးဖြည့်ပေးမယ် AD set ဆိုတာကြတော့ကျွန်တော်တို့ခုနကကြော်ညာ campaign တစ်ခု run ပြီဆိုလို့ရှိရင် level 3ခုရှိတယ်။နောက် campaign level ရယ် app level ရယ် app set level ဆိုရှိတယ်။ app set level မှာကျွန်တော်တို့က AD set limit မရှိဘူး။ကျွန်တော်တို့ခွဲချင်တော့ခွဲလို့ရတယ်။အဲ့လိုပုံစံမျိုးဆိုတော့ကျွန်တော်ခိုင်းနော်ကျွန်တော်ခုန screen လေး share ပြီးတော့ကျွန်တော်ပြပြပေးမယ်။ဒီတိုင်းပြောရင်လည်းနားလည်မှာပေါ့။အရင်ကကြားဖို့ပေးမယ်ပို့ပြီးတော့နားလည်တော့ပါတယ်။ Okay အဲ့ကျွန်တော်ခုနကရှင်းပြတဲ့ဥပမာအဲ့ဒါနားလည်အလွယ်ဆုံးဥပမာပဲ။တော့ဒီ Facebook ရဲ့ဒီ advertising system တစ်ခုလုံးက option စနစ်နဲ့လေးပတ်နေရဗျာ။ခုနပြောရဲ့ buying မှာ2မျိုးရှိတယ်။ advertising reservation buying နဲ့ option buying ဆိုပြီး2ခုရှိတယ်။ reservation ကြတော့သူဘာအားသာချက်ရှိလဲဆိုတော့ budget အများကြီးသုံးနိုင်တဲ့ page တွေ budget အများကြီးသုံးနိုင်တဲ့တကယ် company အကြီးကြီးတွေကကြတော့ reservation ကိုသုံးတယ်။ဘာကြောင့်လဲဆိုတော့သူတို့မှာ target တစ်ခုရှိတယ်။ဥပမာ product တစ်ခုကို announce လုပ်လိုက်launch လုပ်တဲ့အချိန်မှာကျွန်တော်တို့ကလူဘယ်နှယောက်ကိုဒီ post ကို launch လုပ်လိုက်ကြောင်း awareness ရစေခြင်းနဲ့ဆိုတဲ့ပုံစံဥပမာ1 million လို့ဆိုကြပါစို့1 million ကိုသူကreservation တိုက်နေသူက booking ကြိုယူလိုက်တယ်ငါ့ကိုဒီကြော်ညာကိုလူတစ်သန်းအောင်ပြပေးအဲ့တော့အဲ့တစ်သန်းမှာလူတစ်ယောက်ကို2ချိန်ပြပေးအဲ့လိုမျိုး reservation လုပ်လိုက်လို့ရှိရင်ကျွန်တော်တို့သွားခြင်းတဲ့ target ကိုလီလံပွဲမှာရောက်မရောက်မသိကြဘဲနဲ့ဝင်မပြိုင်တော့ဘူးအဲ့တော့အဲ့မှာကျွန်တော်တို့ကအတိအကျသတ်မှတ်ပြီးတော့ဝင်ပြိုင်လို့ရတယ်အဲ့ reservation ကလည်းကုမ္ပဏီကြီးတွေအလုပ်ဖြစ်တယ်ပေါ့ဒါပေမဲ့ budget အရန်သုံးရတယ်ဆိုတော့automatic default ဖြစ်တဲ့ buying type ကကျတော့ option type ပဲလေးလံနဲ့ကျွန်တော်ဝင်ပြိုင်တဲ့ advertiser ခုနကတော့မေးထားတယ်ကျွန်တော်ပြန်ဆက်ပေးမယ်နော် AD6 က okay screen ပြန် share လိုက်ပါမယ် okay okay မေးထားလေးကျွန်တော်ဖြည့်ပေးခြင်းလို့ပါပြီးသွားရင်တော့ကျွန်တော် AI နဲ့ဘယ်လိုမျိုးautomate လုပ်မလဲကျွန်တော်ထပ်ပြီးရှင်းပြပေးပါမယ်အဲ့တော့ခုနကကျွန်တော်ပြောခဲ့သလိုပဲ campaign တစ်ခုကြော်ညာပြီဆိုရင်ကျွန်တော်တို့က level 3ခုရှိတယ်နံပါတ်1က campaign level နံပါတ်2က AD level နံပါတ်3ကကြတော့ကျွန်တော် AD set level လို့ခေါ်တယ်AD set level ကအဲ့မှာကျွန်တော်တို့ကဘာတွေလုပ်လို့ရလဲဆိုတော့နံပါတ်1က orient targeting ချိန်လို့ရတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ creative တွေပြန်ပြီးတော့ပြောင်းလို့ရတယ်ပြောချင်တာကကျွန်တော် ADS manager application တွေဝင်ကြည့်လိုက်ရင်တော့ကြည့်ရတဲ့ဒီပုံစံနည်းနည်းလေးကျင်းတယ်သိပြီးတော့အဆင်မပြေဘူးကျွန်တော် recommend ပေးချင်တာကျတော့ဒီ Facebook ရဲ့ ADS manager website ဆိုတာရှိတယ်
အဲ့တော့ boost လုပ်နေတဲ့သူတွေကလည်းဖုန်းတစ်လုံးနဲ့မသွားဘဲနဲ့ website ကနေသွားပြီးတော့ data တွေ analyze လုပ်ပိုကောင်းအောင်လုပ်ပြီးတော့လုပ်ကြည့်ပါအဲ့တော့အဲ့မှာကျွန်တော်ဝင်ကြည့်မယ်ဆိုလို့ရှိရင်ဒီ campaign တစ်ခုအောက်ကိုကျွန်တော် click နှိပ်လိုက်ပြီဆိုလို့ရှိရင်အရင်ဆုံးပေါ်လာမှာ AD level အဲ့ AD level ကနေဆက်ပြီး click နှိပ်လိုက်လို့ရှိရင်ကျွန်တော် ADS level ဆိုပြီးတော့အများကြီးကျလာလိမ့်မယ်တကယ်လို့ကိုက ADS level ကိုတစ်ခုပဲထားထားရဆိုရင်တစ်ခုပဲပေါ်လိမ့်အဲ့မှာကိုသုံးထားတဲ့ ADS level ကOrient ကမတူအောင်တစ်မျိုးချိန်ထားတယ်နောက် level တစ်ခုကလည်းမတူအောင်တစ်မျိုးချိန်ထားတယ်နောက် ADS တစ်ခုကလည်းမတူအောင်တစ်မျိုးချိန်ထားအဲ့မှာ result 3ခုထွက်လိမ့်မယ်ပြောချင်တာကပထမ ADS ကကျွန်တော်ဒီမှာပြောသလိုပဲBrowse Orient ကိုသုံးထားတယ်သုံးတာဖြစ်တဲ့တော့ Facebook ရဲ့ AI algorithm ကိုယုံပြီးတော့အပ်ထားတာအဲ့တော့သူကဘယ်လောက်ထိ performance ကောင်းပြီး result ဘယ်လိုထွက်မလဲဆိုတော့ result တစ်ခုရှိလိမ့်မယ်နောက်တစ်ခုကကြောင့် interest targeting ကိုတွေ result ကောင်းနိုင်တယ်ဆိုတော့interest တွေ demographic တွေ behavior တွေအဲ့ဒါလေးလည်းကျွန်တော်ပြီးနေထက်ရှင်းပြမယ်လို့လေ behavior ဆိုတာပါလေ demographic ဆိုတာပါလေဒီထဲမှာသိမသိသေးတဲ့လူတွေပါနိုင်တော့တယ်ပေါ့လေအဲ့တော့အဲ့ဒါတွေကိုရွေးပြီးတော့ကျွန်တော်တို့ location တွေမတူအောင်မြို့ကြီးတွေပဲထားတာမျိုးဒါမှမဟုတ်မြန်မာထားတာမျိုးအဲ့လိုမျိုးတွေရှိတယ်ဆိုတော့အဲ့ထဲမှာကျွန်တော်တို့ဘယ် result ပိုကောင်းတယ်ကိုကြည့်တယ်နောက်တစ်ခုက look like ပါ look like ကကြတော့တိတ်ပြီးတော့ follower အရင်နည်းတယ် 5k လောက်ဆိုရင်တော့မသုံးနဲ့ 10k အထက်ဆိုရင်တော့သုံးကြည့်အလုပ်ဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီ look like နဲ့တင် sales volume တော်တော်လေးတက်သွားမှုတဲ့အခြေအနေတစ်ခုရှိရပါလေအဲ့ဒါကြတော့ page follower အရင်များရင်တော့သုံးဖို့ကျွန်တော် recommend ပေးပါတယ်အဲ့တော့အဲ့ဒီသုံးခုမှာကျွန်တော်တို့ကဘယ်တစ်ခုကperformance အကောင်းဆုံးလဲရွေးပြီးသွားလို့ရှိရင်အဲ့ဒီကောင်းတဲ့ဟာကိုပဲဆက်ပြီးတော့ goal on လုပ်မယ်နောက်တစ်ခုကို pop လုပ်နောက်တစ်ခုကို pop လုပ်အဲ့လိုမျိုးပုံစံနဲ့သွားတာအဲ့ AD sets လို့ခေါ်တယ်နားလည်မလားတော့မသိဘူးဟုတ်ကဲ့နားလည်ပါကျေးဇူးတင်ပါတယ်ဆရာရှင်စီးတယ်တော့ဖြစ်နေဘယ်လိုဖြစ်လဲ AD set သုံးခုမှာနှစ်ခုက result နောက်တစ်ခါနော် result တူလောက်ဖြစ်နေရင်လည်းဘယ်လိုဆုံးဖြတ်မလဲ result တူလောက်ဖြစ်နေရင်ကျွန်တော်သာဆိုလို့ရှိရင်တော့နှစ်ခုလုံး set run အဓိကကျွန်တော် ROAS ပြန်တွက်မှာလေ ROAS ပြန်တွက်လိုက်လို့ကိုမှန်းထားတဲ့ result တွေရနေဆိုလို့ရှိရင်နှစ်ခုလုံးက profit ပြန်ပေးမှာလေနှစ်ခုလုံး set run မှာကျွန်တော်ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်မိကုန်းနေရတော့ကျွန်တော်ထပ်ပြီးတော့ဒီ webinar ပြီးရင်ထပ်ပြီးတော့မေးလို့ရ join session လေးရှိပါတယ်ဆိုတော့ကျွန်တော်အဲ့လို AI နဲ့ဘယ်လိုမျိုး integrate လုပ်ပြီးတော့ကျွန်တော် campaign result တွေပိုကောင်း automate လုပ်ကြအောင်ကျွန်တော်ဆက်ပြီးတော့လေ့လာရအောင်အဲ့တော့ကျွန်တော် screen share လိုက်မယ်နော် okay ဆိုတော့စပြီပါလေmedia buying မှာကျွန်တော်တို့ AI ကိုဘယ်လိုမျိုးအသုံးချမလဲအဲ့တော့ဒီ AI က media buyer နေဘယ်လိုမျိုး support ပေးလဲဆိုတော့နံပါတ်1ကကြောက်ကျွန်တော်တို့ဒီ Orient research နဲ့ market research လုပ်တဲ့နေရာမှာကိုကိုတိုင်းအချိန်အများကြီးပေးပြီးတော့ market တွေကိုစင်းရှာနေကြမလို့ပဲနဲ့ AI ကိုသုံးပြီးတော့ကျွန်တော် market research လုပ်လို့ရတယ်နောက်တစ်ချက်ကကျတော့ကျွန်တော် budget allocation လို့ခေါ်တယ်ကိုသုံးလိုက်တဲ့ကြော်ညာစရိတ်ကိုကောင်းတဲ့ performance ကောင်းတဲ့ campaign တွေမှာallocation ဆိုတော့ခွဲဝေပြီးတော့သုံးစွဲဖို့အတွက် AI ကကူညီပေးနိုင်တယ်နောက်တစ်ခုက performance optimization ဆိုရယ်ကျွန်တော်တို့ကြော်ညာလိုက်လို့ရလာတဲ့ result တွေကို AI နဲ့ data analyze လုပ်ပြီးတော့ performance ကောင်းတဲ့ဟာကိုထပ်ပြီးတော့ကျွန်တော်တိုးပြီးတော့ကြော်ညာရေး run သွားလို့ရတယ်ဆိုတော့ဒါကတော့ AI က media buying မှာ support လုပ်ပေးတဲ့ပုံစံနောက်ဘက်မှာကျွန်တော်အများကြီးရှင်းပြပေးပါအောင်မယ်အဲ့တော့ဒါကကျွန်တော် media buying မှာ AI ဘယ်လိုသုံးလဲဆိုတဲ့ပုံစံပဲခုနဟာနဲ့နည်းနည်းလေးစင်တယ်ပေါ့လေကျွန်တော်အဲ့တော့ campaign တစ်ခုကိုကျွန်တော် service လာအပ်ပြီဆိုလို့ရှိရင်ကျွန်တော် timer run ဘူးသူရဲ့အရင်ဆုံးတော့ဘာလုပ်လဲဆို market research မလုပ်သေးသူရဲ့ page performance ကိုကျွန်တော်အရင်ကြည့်တယ် page က follow ကဘယ်လောက်ရှိလဲ performance ဘယ်လိုသွားနေလဲအဲ့တော့ organic reach တွေဘယ်လောက်ရှိလဲအဲ့ဒါကိုကျွန်တော်အရင်ကြည့်ရတကယ်လို့ follow အရင်နဲ့ဆိုလို့ရှိရင်ကျွန်တော် promote campaign တွေ run ဖို့ကြံပေးတယ် okay အဲ့ဒါပြီးပြီဆိုလို့ရှိရင်ကျွန်တော် Facebook ကိုစပြီးကြော်ညာဖို့လုပ်လာအဲ့ချိန်ကြလို့ရှိရင်ကျွန်တော်ဒီ AI ကိုသုံးပြီးတော့ကျွန်တော် market ကို research အရင်လုပ်တယ်ပြီးသွားလို့ရှိရင်ကျွန်တော် potential ရှိတဲ့ orient တွေကိုကျွန်တော်တို့ AI နဲ့ research လုပ်တယ်အဲ့တော့ကျွန်တော်နောက်ပိုင်းမှာဒီကျွန်တော်တင်ထားတဲ့ post တစ်ခုလည်းရှိပါတယ်ဒီ Meta ရဲ့ Orient Research AI ဆိုတာကျွန်တော်ဒီ train ထားတဲ့ instruction ပေးထားတဲ့ AI တစ်ခုပေါ့လေ custom ChatGPT နဲ့အဲ့ဒါလေးလည်းကျွန်တော်နောက်ပိုင်းပြပြပါမယ်ဒါကတော့ကျွန်တော်သုံးတဲ့ပုံစံလို့ပြတာကျွန်တော် research လုပ်တယ်ပြီးသွားရင် creative intelligence လို့ခေါ်တယ်ကျွန်တော်ဒီကြော်ညာမဲ့ post မှာသုံးမယ် content တွေ design တွေကိုကျွန်တော် AI သုံးပြီးတော့ create လုပ်ပါတယ်ဆိုတော့အဲ့ဒီနမူနာလေးလည်းကျွန်တော်ပြပေးမယ်Okay နောက်တစ်ခုကကြောက်ခုနပြော automation agent ဒါကတော့ရှေ့ကပြောခဲ့သလိုပဲเนาะ Okay အဲ့တော့ AI Power Media ဘိုင်းမှာ framework တစ်ခုရှိရပြအဲ့ဒါကကျွန်တော်တို့ခုနကျွန်တော်ပြောခဲ့သလိုပဲ research လုပ်မယ် step 2က create လုပ်မယ်ပြီးသွားရင် review and optimize with AI လုပ်ဒါကတော့AI ကိုသုံးပြီးတော့ media ဘိုင်းမှာသုံးမဲ့ framework ဖြစ်တယ်ပေါ့လေ Okay အဲ့တော့ Orient research လုပ်ရင်လည်းဘယ်လိုလုပ်မလဲကျွန်တော်မှာ format တစ်ခုရှိရပြဒီတိုင်းကြုံကြပန်သွားပြီးတော့ research လုပ်လို့မရအောင်
အဲ့တော့ကျွန်တော်သုံးတဲ့ပုံစံကြတော့အရင်ဆုံးခုနပြောတဲ့ potential ကိုယ့်ရဲ့ကြော်ညာကိုဝယ်နိုင်ခြင်းရှိမဲ့လူတွေကိုကျွန်တော်တို့ AI နဲ့ research လုပ်တယ်အဲ့လိုလုပ်တဲ့အချိန်မှာကျွန်တော်တို့ AI ကိုခိုင်းတက်ဖို့လိုတယ်အဲ့ဒါကကျွန်တော်တို့ဒီမှာ prompt format ဆိုပြီးကျွန်တော်တို့ပေးထားတယ်အဲ့တော့ကျွန်တော်တို့ကဒီ AI ကိုမေးတော့မယ်ဗျာကိုရောင်းမဲ့ပစ္စည်းကဘာလဲဆိုတော့သူ့အရင်ပြောပြပြီးသွားလို့ရှိရင်ဘယ်လို orient ကို target ထားတာလဲဆိုတော့ပြောပြဒီမှာ instruction လေးတစ်ခုရှိတယ်အဲ့တော့ gender interest behavior ဒါကိုကျွန်တော်သူ့ကို AI ကိုဒီအချက်လက်နည်းနည်းလေးပေးလိုက်အဲ့တော့ဒီအတွက် potential ရှိမဲ့တကယ်ဝင်နိုင်ခြင်းရှိတဲ့ orient တွေကိုငါ့ကို research လုပ်ပြီးသွားရင်အဲ့ orient ကိုပြပေးလို့ပြောလိုက်တာ ਨੇ ဥပမာဒါဆိုဒီမှာလဲ skin care ဆိုပဲကျွန်တော်ဥပမာတစ်ခုပေးထားတယ်။ skin care ဆိုလို့ရှိရင်ねသူက gender အနေနဲ့ woman တွေပဲinterest ပုံများတယ်။ပြီးသွားရင် age ကကျတော့22ကနေ35ပေါ့လေ။ဒါကတော့နမူနာပြတာဖြစ်တဲ့တော့18ကနေပြီးတော့20ဖြစ်နေဖြစ်မယ်18ကနေ30ဖြစ်နေဖြစ်မယ်။ဒါတော့ကိုရောင်းတဲ့ product က high end တွေလားဘယ်လိုမျိုးလဲbudget တွေလားအဲ့အပေါ်မူတည်ပြီးတော့ဒီမှာကျွန်တော်တို့ဒီထည့်ရေးလိုက်လို့ရှိရင်ဒီထက်ပိုကောင်းတဲ့ဒီ result တွေရလာတယ်အဲ့ဒါတော့ကျွန်တော်တို့ AI ကိုပြောတဲ့ပုံမူတည်ပြီးတော့ result တွေကွာနိုင်တယ်ပေါ့လေအဲ့မှာ beauty woman maker ဒါတော့ interest ဒီလိုမျိုး interest တွေထည့်သိနေလို့သူပြောတာနော်orient ပုံစံပေါ့လေနော်ဒါနမူနာပြပေးတာပါပြီးတော့ location တွေ gender တွေ interest တွေ online behavior တွေနော်အဲ့ဒါကိုပြောပြတာပါပြီးတော့ကျွန်တော်တို့နောက်တစ်ခုကကျတော့ market research market ထဲမှာကျွန်တော်တို့ဘာတွေ trending ဖြစ်နေလဲပြီးတော့ customer need ကကြတော့လူတွေဘာတွေလိုချင်နေလဲပြီးတော့ competitor analysis ကိုလည်းဒီပြိုင်ဘက်တွေရောကိုနဲ့ဒီ business လုပ်ငန်းချင်းတူတဲ့ category တူတဲ့လုပ်ငန်းတွေရော business တွေရောဒီ industry ထဲမှာဘယ်လိုမျိုးလုပ်နေကြလဲဆိုတာကိုကျွန်တော်တို့ AI နဲ့ research လုပ်လို့ရပါတယ်အဲ့တော့ဒီမှာဥပမာအနေနဲ့ကျွန်တော် skin care product ဆိုလို့ရှိရင်လေ what skin care product trending in Myanmar ပေါ့လေဒါတော့ South Asia so analyze competitor for social in Myanmar so customer pain point ကဘာတွေဖြစ်မလဲဆိုတော့ဒီကိုရောင်းမဲ့ product နဲ့ပတ်သက်ပြီးတော့ပဲ main point ဒါကိုကျွန်တော် main point ထားပြီးတော့ AI နဲ့ research လုပ်လို့ရှိရင်ကိုကိုယ်တိုင်အများကြီးပင်ပန်းခံစရာမလိုဘဲနဲ့တကယ် real time data တွေကို analyze လုပ်လို့ရမှာဖြစ်ပါတယ်ဒါကတော့ AI နဲ့ research လုပ်တဲ့ပုံစံပြောပြတာပါဒါလည်းကျွန်တော်ကိုယ်တိုင်နဲ့လက်ရှိသုံးပါတယ် okay ဒါက research လုပ်တဲ့ပုံစံအဲ့တော့ဒီမှာကကျွန်တော်ခုန framework ကိုပြန်သွားရင်ဒါတော့ research လုပ်တဲ့ဘက်ကျွန်တော်ရှင်းပြပြီးပြီအဲနောက်တစ်ခုက creative ဘိုင်းကိုကျွန်တော် AI နဲ့အသုံးချရပေါ့လေအဲ့တော့ဘယ်လိုသုံးလဲဆိုရင်လက်ရှိကျွန်တော်တို့ဆရာကြီးပေါ့လေ Google ရဲ့ Gemini ကိုသုံးတယ်အဲ့တော့အဲ့မှာကျွန်တော် AI သုံးတဲ့အခါကျလို့ရှိရင်ဒီ new chat ကိုဖွင့်ပြီးတော့တန်းပြီးတော့ကျွန်တော်မသုံးအဲ့ဆိုလို့ရှိရင်အဲ့လိုသုံးရင်ဘယ်လိုပြောမလဲပုံတွေကဗယံပရာကြီးထွက်လာများတယ်အဲ့တော့ကျွန်တော်ကဘယ်လိုသုံးလဲဆိုတော့ဒီ menu bar ကိုနှိပ်လိုက်ပြီးတော့ကျွန်တော်ဒီမှာ Gen ဆိုတာရှိတယ် Gemini Gen ဆိုတာရှိတယ်အဲ့တော့အဲ့ Gen ကနေပြီးတော့ကိုလိုချင်တဲ့ instruction ပေးမယ် comment ပေးမယ် prompt တွေကိုတေချာလေးပေးပြီးတော့graphic design ဆိုရင်ကျွန်တော်တို့ Gemini အများဆုံးအားဖြင့်ပုံထုတ်တာများတယ်ဗျာအဲ့တော့ဘာလို့လဲဆိုတော့သူကမြန်မာစာကောင်းကောင်းလေးနားလည်တာဖြစ်တယ်ထွက်လာတဲ့ design တွေကလည်းလန်ထွက်တာပဲအဲ့လိုမျိုးဆိုတော့ကျွန်တော်ကဒီ ChatGPT နဲ့ဆိုင်လို့ရှိရင်ဒီ Gemini နဲ့ပုံထုတ်တယ် ChatGPT ကတော့ကျွန်တော် content ရေးတဲ့အခါမှာ content paper တိစောက်တဲ့အခါမှာ content schedule တွေ content plan တွေထုတ်တဲ့အခါကျလို့ရှိရင်တော့ ChatGPT ကပို့ပြီးတော့အရေးသားပုံမိုက်ပို့ပြီးတော့professional ဆန်တယ်လူတယောက်ရေးထားတယ်လို့မျိုးမိုက်တာဗျအဲ့တော့ဒီ custom GPT ဘယ်လိုစောက်လဲဆိုတော့ကျွန်တော်ဒီမပြောပြတော့နဲ့အရင်ရှိလို့လေအဲ့တော့ custom GPT ကကျတော့ကျွန်တော်တို့ဒီ pro ဖြစ်မှာပဲစောက်ရအောင်နော် sorry custom GPT လဲ sorry Gemini နဲ့ GPT နဲ့ရှော့ကုန်အဲ့တော့ Gemini မှာကျတော့ custom sorry Gemini Gen လို့ခေါ်တယ်ဒီ ChatGPT မှာကျတော့ sorry နော်ဒါကျွန်တော်နမူနာထုတ်ထားတဲ့ပုံစံလေး ChatGPT မှာကျတော့custom GPT လို့ခေါ်တယ်တော့ဒါကကြတော့လေကျွန်တော်တို့နည်းနည်းလေး next level အနေနဲ့သုံးတဲ့ပုံစံပေါ့လေတာမန်လူတယောက်ကဗျာဒီလိုမျိုး Gen create ပြီးတော့သုံးတာနည်းနည်းလေးရှားတယ်ဥပမာအခုမှ AI ကိုစပြီးတော့လုပ်တဲ့သူတွေဆိုတော့သိအောင်မှာမဟုတ်ဘူးအဲ့တော့ new chat ကိုခောက်ပြီးတော့ကျွန်တော်တို့ကသူ့ကိုစခိုင်းပြီဆိုရင်ဗျာသူ့ကို role တစ်ခုပေးရတယ်အော်ဒီ content creation ဘိုင်းနဲ့ပတ်သက်ပြီးတော့နောက်ပိုင်းမှာဆရာလေးမို့ဆရာကိုနေတို့အဲ့အများကြီးထပ်ပြီးရှင်းပြလိမ့်မယ်ဒါကတော့ကျွန်တော်အခြေခံအနေနဲ့ကျွန်တော်သုံးတဲ့ပုံစံလေးကိုရှင်းပြရုံပဲเนาะโอเคအဲ့တော့ကျွန်တော်တို့ကဒီမှာ pro ဝေထားပြီဆိုလို့ရှိရင်ဒီ menu ကိုခောက်ပြီးတော့ဂျန်ရှိတယ်အဲ့မှာကိုကဘယ်လို design မျိုးလိုချင်တယ်ဘယ်လို color မျိုးကိုကြိုက်တယ်မင်းကဥပမာဆိုကြပါကြဗျာမင်းက professional graphic designer design field ထဲမှာ10နှစ်လောက်အတွေ့အကြုံရှိတယ်ငါကအပြာနဲ့အဖြူကိုဟိုဘယ်လိုပြောမလဲကျွန်တော်တို့better background တွေထားပြီးတော့သုံးတာပိုကြိုက်တယ်ပြီးသွားလို့ရှိရင်Facebook မှာတင်ဖို့အတွက်ငါဆွဲမှာအဲ့ဒါမျိုးသူ့ကိုကျွန်တော်တို့ instruction ပေးထားလိုက်ပြီဆိုလို့ရှိရင်ထွက်လာတဲ့ design တွေကကျွန်တော်တို့ထပ်ခါသူ့ကိုထပ်ပြောပြီးတော့
ပြောနေစရာမလိုတော့ဘူးပုံပေးလိုက်တယ်ပရွန်တစ်ချောင်းပေးလိုက်တယ်ဆိုရင်ကိုလိုချင်တဲ့ပုံစံထွက်လာတယ်โอเคအဲ့ဒီမှာကြည့်ကြည့်အောင်ဒါကျွန်တော်ဆွဲထားတယ်ဒီ design တွေပေါ့လေဆိုတော့ဒီလိုမျိုး quality မျိုးရတယ်ဆိုတော့ဒီထက်အများကြီး design တွေရှိပါသေးတယ်ဒါမှတော့ကျွန်တော်အကုန်လုံးမပြတော့နော်အဲ့တော့နောက်တစ်ခုကကြတော့ကျွန်တော် content ဘိုင်းနဲ့ပတ်သက်ပြီးတော့ ChatGPT သုံးတယ်ဆိုတော့ဒီထဲမှာဒီလိုမျိုးသုံးနေတဲ့သူတွေပါကောင်းပါနိုင်ပြီနော်ကျွန်တော်ကမသိတဲ့သူတွေအတွက်နည်းနည်းလေးပြောပြရမှာအဲ့တော့ custom GPT ဆိုလည်းအဲ့လိုပဲcontent writer ကိုယ့်ရဲ့ personal assistant content writer တယောက်လို့ကျွန်တော်သူ့ကို instruction ပေးထားတယ်နည်းနည်း train ထားရပါဗျအဲ့တော့သူကprofessional graphic design content writer တယောက်content writing field ထဲမှာ experience အများကြီးရှိတဲ့သူတယောက်ဆိုကျွန်တော်ခုနကရှေ့မှာပြောခဲ့သလိုပဲ instruction တွေပေးထားလိုက်လို့ရှိရင်ကိုလိုချင်တဲ့ prompt ကိုတစ်ကြောင်းလောက်ထည့်ပေးလိုက်ရုံနဲ့ကိုယ့်ရဲ့တုံးဥမာကိုကစကားပြက်ပြက်ပြောတတ်တာလားစကားပို့လိုက်ဖြစ်အောင်ရင်းကြီးပြောတတ်တာလားအဲ့လိုပုံစံမျိုးတွေသူကမှတ်ထားပြီးတော့ကျွန်တော် content တွေထုတ်ပေးတယ်အဲ့တော့ဥမာတစ်ရက်စာလားတစ်ပတ်စာလားတစ်လစာလားschedule တွေပါထုတ်ပြီးတော့ကျွန်တော်တို့သူထုတ်ပေးတဲ့ data ကိုကျွန်တော်တို့ပြန်ပြီးတော့သုံးပြီးတော့ page မှာပြန်တင်လို့ရတယ်ဒါကတော့ကျွန်တော်ခုနက framework နဲ့ဒီ framework ထဲကအတိုင်းဆိုရင်ကျွန်တော် step 2 create ကို AI နဲ့အသုံးချတဲ့နည်းကိုပြပြတော့Okay research လုပ်ပြီးပြီ create လုပ်ပြီးပြီနောက်ဆုံးကျွန်တော်တို့ review and optimize with AI ဘယ်လိုသုံးလဲကျွန်တော်နည်းနည်းပြပြအဲ့ဒါတော့ကျွန်တော်တို့အခုအရင်တော့ဆိုရင်တော့ဗျာအရင်တော့ဆိုရင်ဘယ်လိုသုံးလဲဆိုတော့ဒီ ADS manager website ကနေထုတ်ပေးတဲ့Excel file report file ကိုကျွန်တော်တို့ယူ download ဆွဲ copy ကူးပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီ ChatGPT တွေကိုပြန်ထည့်ဒါအရင်ကသုံးနေနေနော် ChatGPT ကိုပြန်ထည့်ပြီးတော့ဒါကိုကျွန်တော် analyze လုပ်ပြီးဘယ် campaign ရဲ့ result ပိုကောင်းလဲဘယ် campaign scale ပိုလုပ်မယ်အဲ့လိုမျိုးကျွန်တော်တို့မေးပြီးတော့analyze ပြန်လုပ်တယ်Okay အခုကကြတော့အခုအရန်နာမည်ကြီးနေတဲ့ Meta ရဲ့Manu ပေါ့လေ Manu AI အဲ့ဒါသုံးလို့ရှိရင်ကျွန်တော်တို့ဒီ ADS manager တွေကိုဓာတ်ရိုက်ချိတ်ပြီးတော့သုံးလို့ရပါပြီဆိုတော့အရင်လိုမျိုးကြီးအရင်လှုပ်ရှုပ်မနေတော့အချိန်ကုန်တအားသက်သာပါတယ်အဲ့ဒါမှသက်ပြီးကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်တင်ထားပေးရလေရှိပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကများသောအားဖြင့်ပြန် media buyer တွေကcampaign တစ်ခုချင်းစီကို campaign အရန်များလာပြီဆိုလို့ရှိရင်တစ်ခုချင်းစီကိုဝင်မစစ်နိုင်ကြတော့အကြောင်းဆိုရင်လက်ရှိတနေ့ကို campaign 300နီးပါးလောက် run လာရှိတယ် AD account က10ကောက်ကျော်တယ်ဆိုတော့ campaign AD account တစ်ခုစီမှာcampaign က30ဝန်းကျင်ရှိတယ်အဲ့လိုဆိုတော့10ကောက်ဆို300နီးပါးရှိရဗျာဒါကတော့ campaign ရဲ့ complete ဖြစ်တာလည်းရှိတယ် active ဖြစ်နေရလည်းရှိတယ်အဲ့လို campaign တွေတစ်ခုချင်း license နေမယ်ဆိုရင်နိုင်ပေါင်းများစွာပေးရတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီarea account မှာရှိတဲ့ campaign တွေကိုဒီ minute နဲ့ ADS manager ရဲ့မှာချိန်ပြီးတော့ analyze လုပ်မယ်ဆိုလို့ရှိရင်ဘယ် area account ကသူက select ပေးလို့ရတယ်ဗျာအဲ့တော့ area account ID ထည့်လိုက်လို့ရတယ်အဲ့ဆိုအဲ့မှာဘယ် campaign ကCPM ကောင်းလဲဘယ် campaign က CPM မကောင်းလဲဘယ်ဟာ odd တင်လဲပြီးတော့ရင်ဘယ် campaign က budget ဘယ်လောက်သုံးနေတယ်ဘယ်ဟာပို့ပြီးတော့ duration နဲ့ budget ထပ်တိုးပြီးတော့ budget တွေပို့ပြီးတော့မြင့်မလဲအဲ့လိုမျိုးပေါ့လေအများကြီး analyze လုပ်လို့ရတယ်ပြီးတဲ့အခါကျတော့နောက်တစ်ခုကကျွန်တော်တို့ဒီ client တွေကိုကျွန်တော်တို့လာကုန်လို့ data report လုပ်ရတဲ့အခါကျလို့ရှိရင်လည်းfile ကမြန်မာလိုထုတ်မှာအင်္ဂလိပ်လိုထုတ်မှာမြန်မာလိုထုတ်လို့ရတယ်ရေတော်တော်လေးမိုက်တယ်အရင်တော့ဆိုရင်တော့အဲ့ဒီ report တွေကအင်္ဂလိပ်လိုကြီးပဲအကုန်လုံးကြာလာလေအခုကတော့တစ်ခုချင်းစီကိုမြန်မာလိုကြီးပါထုတ်လို့ရတယ်ဖြစ်တဲ့တော်တော်လေးအဆင်ပြေတယ်detail လည်းတော်တော်ကြာတယ်ဘာလို့လဲဆိုတော့ Meta ရဲ့ AI ဖြစ်တဲ့အတွက်သူ့ရဲ့အထဲထဲကိုဓာတ်ရိုက်ဝင်ပြီးတော့ analyze လုပ်လို့ရနေကြီးอ่ะ media buyer တွေတော်တော်လေးအဆင်ပြေတယ် okay ဒါကတော့ကျွန်တော်ခုနပြောတဲ့ဒီ AI ကိုသုံးပြီးတော့ step 3ပေါ့လေဆိုတော့ဒါကတော့ media by AI ပေါ်မှာ media buying framework ဖြစ်ပါတယ် okay sorry okay အဲ့တော့ကျွန်တော် case study လေးတစ်ခုရှိတယ်ဆိုတော့ဒါကကျွန်တော်fashion brand တစ်ခုကို run ထားပေးတာပါကျွန်တော် brand name တော့ထုတ်မပြောတော့ဘူးတကယ်ဒီ case တစ်ခုလုံးကကျွန်တော်ခုနပြောခဲ့တဲ့ media buying AI power media buying framework သုံးပြီးတော့ကျွန်တော် create လုပ်ထားတာအဲ့တော့ဒီ campaign ကိုမကြော်ညာခင်မှာကျွန်တော်ဒီ client နဲ့ကျွန်တော်ဆွေးနွေးတယ်ဘယ်လိုတွေ run ကြမယ်ဘယ်လိုပုံစံလုပ်မယ်ပြီးရင်သူ့ရဲ့ confirmation တွေတောင်းတယ်အဲ့တော့သူ confirm ဖြစ်ပြီဆိုလို့ရှိရင်design တွေ confirm ဖြစ်ပြီကျွန်တော် orient research ထားတဲ့ data တွေသူ့ကိုပို့တယ် data တွေတော့ဒီလိုရှိတယ်ဒီလို run တော့ကောင်းနိုင်တယ်ဆိုကျွန်တော်သူ့ကိုပြောပြတယ်ပြောပြတဲ့အချိန်မှာသူ့ကို confirm ဖြစ်တဲ့ခါကျတော့ကျွန်တော်အဲ့ AI နဲ့ပဲ research လုပ်ထားတဲ့ orient ကိုယူတယ်ယူပြီးတော့ကျွန်တော် reference ယူပြီးတော့campaign တွေ create လုပ်တယ်ဒါကတော့ campaign တစ်ခုပေါ့လေနောက်တစ် campaign တွေတော့အများကြီးရှိသေးတယ်ဒီမှာတော့အကုန်လုံးတော့မပြတော့ဘူးအဲ့တော့အဲ့မှာဒေါ်လာက189ဒေါ်လာသုံးလိုက်တယ်CPM copper message ကကြတော့ကျွန်တော် 0.41 သွားတယ်ဝင်လာတဲ့432ဆောင်မှာ432ဆောင်ကိုရောင်းရတာတော့မဟုတ်ဘူးအဆောင်300လောက်တော့ sales ဘောလုံးတက်သွားတယ်လို့ပြောတယ်ပေါ့လေအဲ့တော့ဒါကတော့ AI နဲ့ run ထားတဲ့တကယ် case study တခုကိုပြောပြတာလက်ရှိကျွန်တော်သုံးနေတယ်တကယ်အလုပ်ဖြစ်တယ်ကျွန်တော်တို့ဟိုအခု boosting လုပ်နေတဲ့သူတွေထဲမှာ
စန်တဝါဝါနဲ့ဘူးဆိုတာဘာမှမသိသေးပဲနဲ့သုံးနေရင်ဒေါ်လာတွေ waste ဖြစ်သွားမှာဆိုလို့ကျွန်တော်ကဒီနည်းတိုင်းသုံးကြည့်ဖို့ပြောပြတာပါဒါကတော့ case study လေးတစ်ခုပါအဲ့တော့ဒါတော့ဖြစ်ဆိုပြောချင်တာပေါ့လေကျွန်တော်တို့မီဒီယာဘိုင်ယာတွေကို AI ကမီဒီယာဘိုင်ယာတွေကိုအစားထိုးမှာမဟုတ်ဘူးတဲ့ AI မသုံးတဲ့မီဒီယာဘိုင်ယာတွေပဲ AI အစားထိုးအောင်ဆိုတော့အဲ့တော့ပြပြတာအဲ့တော့ဒီမှာကျွန်တော် Q&A session လေးရှိနေပါလိမ့်နောက်တစ်ခုကျွန်တော်ဖြုတ်မိသွားတယ် sorry အဲ့တော့ဒီမှာလေဒါကဒီ webinar တက်နေတဲ့လူတွေတဲကကျွန်တော်ခဏအောင်ပြောခဲ့သလိုကျွန်တော် Facebook advertising class ရှိရယ်ကျွန်တော်မှာပြီးတော့ TikTok advertising class ရှိရယ်နှစ်ခုရှိရယ်အဲဒီနှစ်ခုထဲမှာဒီ webinar တွေကတက်တဲ့လူ9ယောက်ကိုကျွန်တော် free join ဝင်ပေးမယ် class နှစ်ခုအဲ့တော့ဘယ်လို join ရမလဲဆိုလို့ရှိရင်ကျွန်တော် page ရှိတယ်အဲ့တော့အခုမစသေးဘူးเนาะကျွန်တော် page message မှာတွားပြီးတော့ online class join မှုဆိုပြီးတော့အရင်ဆုံးစဖို့တဲ့လူ9ယောက်ကိုကျွန်တော်ရွေးပေးမယ်အခုတော့မစသေးဘူးเนาะကျွန်တော်ဒီ webinar အကုန်ပြီးမှစမယ်โอเคနော်နောက်တစ်ခုကကျတော့ကျွန်တော်ဒီ webinar တက်တဲ့သူတွေတော့ဒီ boosting ဘိုင်းကိုကျွန်တော်တို့စီမှာ send ပြီးတော့စပြီးတော့အချင်းနဲ့ကိုရိုင်း run တာ reset တွေမကောင်းဆိုရင်boosting fee မယူဘဲနဲ့$10ပေါက်ဈေးတိုင်းကျွန်တော် run ပေးမယ်အဲ့တော့10ရောက်ပဲအများကြီးတော့မဟုတ်နော်အဲ့လေးကျွန်တော်ပြောပြချင်ပါတယ်အဲ့တော့ Q&A session ရောက်ပြီအဲ့တော့ခုနကကျွန်တော်ပြောခဲ့တဲ့အထဲမှာဘာတွေမေးချင်လဲကျွန်တော်ဘာတွေဖြေပေးရမလဲအဲ့လေးတစ်ချက်ကျွန်တော် chat box မှာမေးပြီးကျွန်တော်အကုန်လုံးနဲ့ဆွေးနွေးကြပါမယ်โอเคမေးလို့ရပြီနော်ကျွန်တော်ဒီမေးခွန်းလေးတစ်ချက်ဖတ်ချင်ပါတယ်ခင်ဗျာ creative black Avanti နဲ့ run ထားတာအဲ့ဒါ creative black Avanti က iCloud တော့ on တာလေအဲ့ဒါဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီ Facebook နဲ့ကြိုင်အောင်ကျွန်တော်လက်တွေ့ပြမယ်ဒီတိုင်းပြောရင်တော်တော်များများနားလည်မှာပေါ့client တော်တော်များများလေကျွန်တော် chat box ကိုလာမေးတယ်တင်ထားတော့ဒီပုံကြီးလေတကယ် AD တက်ပြနေတယ်ဘယ်လိုပုံကြီးဖြစ်နေလဲဆိုကျွန်တော်လာမေးကြအများကြီးပဲအဲ့လေကျွန်တော်လည်းပြမယ်နော်အတော်ပဲအဲ့ဒီကောင်ကောင်းအဲ့တော့ကျွန်တော် share လိုက်မယ်နော် okay ဒါကျွန်တော် page တွေကိုဆွဲပြီးတော့ကျွန်တော်နမူနာလေးပြပေးမယ်နော်နမူနာပြမယ် okay ဒီမှာတက်ပုံတွေအများကြီးတင်ထားတယ်အဲ့လို post မျိုးကကျွန်တော်တို့ creative black Avanti ကိုဖွင့်လိုက်လို့ရှိရင်လေ1 second လက်တွေ့ပြပေးမယ်နော် okay မိုဘိုင်း view မှာပဲပေါ်လာနေတူတယ် session out ဒီမှာကျွန်တော်ဆိုအမြင်နဲ့ပိတ်ထားတယ်တူလားအဲ့ဒါဘယ်လိုလုပ်တာလဲဆိုတော့ဗျာကျွန်တော်တို့ဒီ post မှာဒီကြော်ညာ run လိုက်ပြီဆိုလို့ရှိရင်လူကြည့်အများဆုံးပုံကိုရှေ့ automatic တော့ပြပေးရဆိုကြပါစို့ဗျာဒီပုံကရှေ့ဆုံးမှာစပြီးကြော်ညာနေဒါပေမဲ့လူတွေကဒီပုံနှိပ်မကြည့်ဘဲနဲ့ဒီပုံကို interaction အများဆုံး engagement အများဆုံးဆိုလို့ရှိရင်အဲ့ပုံကရှေ့ရောက်သွားတာအဲ့လိုမျိုးကြီးတော့ပြတာနောက်ပြီးတော့နောက်တစ်ခုကကြတော့ဒီ video တွေဒီ post တွေအကုန်လုံးကိုသူက automatic slide show video ပုံစံကြီးပြောင်းချပလိုက်တာအဲ့ကြောင့်အဆင်မပြေတော့လေကျွန်တော်တို့တချို့ဆိုလို့ရှိရင်ဒီစာတွေကိုနှစ်ပုံပေါင်းတော့မှပေါင်းဖက်လို့ရတဲ့ပုံတွေရှိတယ်အဲ့လို post မျိုးတွေဆိုလို့ရှိရင် Avanti creator ဖွင့်လိုက်လို့ရှိရင်ဂွမ်းတာပဲဘယ်လိုမှeye catching မဖြစ်နေတော့ဗျာဒီဇိုင်းကြီးကလေအဲ့ကြောင့်ကျွန်တော်ဆိုအမြဲတမ်းပိတ်ထားတယ်ဒါပေမဲ့ဒီဟာရဲ့အားသာချက်ကလေတခုကောင်းတာပါလဲဆိုတော့ကျွန်တော်တို့ဒီတပုံနဲ့သုံးတဲ့ post တွေနောက်တစ်ခု video တွေဆိုလို့ရှိရင် Avanti creator ကိုဖွင့်ပြီး rank ပိုကောင်းတယ်သူကoptimize လုပ်ပေးတာပဲတကယ်တမ်းတော့ result ကောင်းနိုင်မယ် placement တွေမှာသွားပြီးတော့စိတ်ဝင်စားအောင်လုပ်ပြပေးတာအဲ့ဒါကိုကျွန်တော်တို့က Avanti Black Creative လို့ခေါ်တာနော်အဲ့တော့ဖွင့်သုံးရမယ့်နေရာနဲ့ပိတ်သုံးရမယ့်နေရာနားလည်ပါမယ်လို့ထင်ပါတယ် okay ဒါတော့ Facebook ဒီ boosting ကိုဒီ Facebook website ကနေသွားတာနော် Ads Manager website နဲ့ဆိုဒီတက်အများကြီးလုပ်လို့ရသေးတယ် okay ကျွန်တော်နောက်ထပ်မေးခွန်းလေးတစ်ခုကြည့်ပြမယ်နော်ကြော်ညာရင်းနဲ့ Meta Ads Manager ကနေကြော်ညာရမှာလားတဲ့ကြိုက်တဲ့နေရာကြော်ညာလို့ရတယ်3နေရာရှိတယ်တစ်ခုက Facebook ကနေကြော်ညာတာနောက်တစ်ခုက Meta Ads Manager application နေကြော်ညာတာနောက်တစ်ခု4နေရာကိုပြောလို့ဆို business source ကနေလည်းကြော်ညာလို့ရတယ် website ကနေလည်းကြော်ညာလို့ရတယ်ကျွန်တော်အများဆုံးသုံးတာကတော့ Facebook app ကနေအများဆုံးသုံးတယ်တကယ် sales campaign နည်းနည်းလေး function တွေအများကြီးထည့်ရမယ် dashboard အနေနဲ့ run ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော် website ကနေသုံးတယ်အဲ့လေးဖြည့်ပေးလိုက်ပြီနော်ဆိုတော့အများဆုံးသုံးတာတော့ Facebook ကနေသုံးတယ်အဲ့မှာကျွန်တော်နည်းနည်းလေးတခုပြောပြမယ်ပေါ့လေခဏလေးနော်ပြော
ဟုတ်တယ်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  okay 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 sorry ပါအဲ့တော့ကျွန်တော်အဲ့မှာ run လို့ရှိရင်နားလည်လိုက်ပါတယ်ခင်ဗျာ TikTok platform တွေကိုရှင်းပြနိုင်မှာရတယ်ကျွန်တော်ရှင်းပြပေးမယ်ဒါပေမဲ့ TikTok platform တွေတော့ကျွန်တော် slide တွေမပြင်ထားဘူးဒါပေမဲ့နားလည်လွယ်အောင်ကျွန်တော်နည်းနည်းလေးပြပြလို့ရတယ်အဲ့လေကျွန်တော်ရှင်းပြပေးမယ်နော်ဒီထဲမှာ TikTok boosting နဲ့ပတ်သက်ပြီးတော့လုပ်နေသူတွေရှိလား TikTok မှာ boost လုပ်ရရှိတာကျွန်တော်တစ်ချက် man ကြည့်ပြီးဘယ်လောက်ရေးတွက်ရှိနေကျွန်တော်သိချင်လို့ဟုတ် man ကြည့်ပြီနော်ကျွန်တော်တစ်ချက်ပဲကြည့်ပေးမယ်တော့ရှိပါတယ် okay တော့ဒီထဲမှာ experience ရှိရတဲ့လူတွေပါတာပဲနော် okay နှစ်ယောက်တော့ experience ရှိတယ်ကျန်တဲ့လူတွေရော TikTok မှာ boost လုပ်ဦးကြလားဘယ်လိုမျိုးချိန်နေရှိလဲထိုင်းမှာပါခင်ဗျာကျွန်တော်လည်းထိုင်းမှာပါပဲဘန်ကောက်ဝင်နေရပါမလုပ်ဘူးသေးဘူးလေလုပ်ချင်ပါတယ်လုပ်ချင်ပါတယ်ဆရာတဲ့ဒါပေမဲ့ဒီ TikTok ကကြတော့ဒီ tablet နဲ့ sorry ကွန်ပျူတာနဲ့ပြပြီးတော့နည်းနည်းလေးခက်တယ်ပြကျွန်တော်တကယ်လက်တွေ့ပြချင်ကျွန်တော်လက်တွေ့သမားဆိုတခါလေးတက်သွားအောင်လေသိလားဒီကနေအချိန်တူတူလေးတွင်းမှာတခါလေးလောက်တက်သွားအောင်ပြချင်ဒါပေမဲ့ဒီ tablet မှာကြတော့ sorry ကွန်ပျူတာမှာကြတော့ဒီ orient ချိန်တဲ့ခါကြလို့ရှိရင်မြန်မာထည့်မရတာမျိုးဖြစ်တယ်အဲ့တော့ဖုန်းနဲ့ကအဆင်ပြေဆုံးပဲဖုန်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာ location ကိုတိုက်ရိုက်ချိန်ပေးရတယ်အဲကြောင့်မို့ဒီမှာတော့ကျွန်တော်လုံနေရောကျွန်တော်ပြပေးလိုက်မယ်နော်မလုပ်ဘူးသေးလို့ကြည့်ချင်ပါ personal account နဲ့လုပ်ဖို့ပါတယ် business account နဲ့မလုပ်ဖို့ပါဘူးလေ code topic ကိုလုပ်ဖို့ဆက်ပေးတယ်မျိုးမဟုတ်ပါဘူးလေဟောအဲကျွန်တော်ကြော်ညာလေးဝင်မယ်နော်ကျွန်တော်စီမှာအဲ TikTok နဲ့ပတ်သက်ပြီးတော့ကြော်ညာ service တွေအဲ့လိုရပါတယ်โอเคအဲ့ TikTok မှာကြော်ညာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့လိုမျိုးသူကကျွန်တော်တို့ admin ပေးစရာမလိုဘူးဗျာပြောချင်တာကကိုယ့်ရဲ့ TikTok account တစ်ခုကနေပြီးတော့ကျွန်တော်တို့ service ပေးတဲ့ဘက်ကပြောရနော်ကိုကတခြား account ကိုလှမ်းပြီးတော့ကြော်ညာပေးလို့ရတယ်ပြီးတော့ကိုယ့်ရဲ့ account ကိုလည်းကိုယ့်ကို Facebook မှာကြော်ညာသလိုမျိုးပဲကြော်ညာလို့ရတယ်နှစ်ပိုင်းရှိရဗျာကိုယ့်ကိုကြော်ညာလေးရတယ်တခြားကောက်လမ်းကြော်ညာပေးခြင်းလေးရတယ်ဟိုလိုမျိုးကြီးadmin Facebook မှာလိုမျိုး admin app ပြီးတော့ကြော်ညာ run ရတဲ့ပုံစံမဟုတ်အဲ့တော့ TikTok မှာကျွန်တော်တို့က Facebook နဲ့နည်းနည်းလေးစင်တာကြတော့ပထမဆုံးစပြီးတော့ ADS တွေဝင်လိုက်နည်းနည်းလေးပြောရတာနည်းနည်းလေးခက်တယ်ဗျဒီမှာလက်တွေ့ပြမယ်အောင်ဆိုနားမလည်မှဆိုလို့ပေါ့လေဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကFacebook လိုမျိုးပဲ orient targeting ရွေးတဲ့အပိုင်းရှိတယ်ဘယ် location ကိုပြစ်မှာလဲ budget ဘယ်လောက်သုံးမှာလဲပြီးတော့ရင်ကျွန်တော်တို့ဒီဘယ်နည်းရထားမှာလဲနော်နောက်တစ်ခုကTikTok မှာကြတော့ကျွန်တော်တို့ဒီ coin နဲ့သွားတယ်ဗျာဟုတ်လို့ထိုင်းမှာဆိုရင်တော့ scan ပေးပြီးတော့ရှင်းလိုက်လို့ရတယ်ဒါပေမဲ့ကျွန်တော်ကကြတော့ဒီမြန်မာ orient ကိုရွေးပြီး target ထားပြီးတော့ကြော်ညာပေးတာဖြစ်တဲ့အတွက်သူတို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ကတော့ coin နဲ့ဝယ်ပြီးတော့သွားတယ်သူက100 coin ဆိုလို့ရှိရင်$1နဲ့ညီမျှတယ်အနည်းဆုံးတော့$5နဲ့စပြီးတော့ run ပေးတယ်$5ဆိုလို့ရှိရင် coin 900ဗျာအဲ့တော့ဟိုလိုမျိုးကြီး Facebook မှာလိုမျိုးကျွန်တော်တို့ဒေါ်လာနဲ့$ကိုဘယ်လောက်ဆိုပြီးတော့ Visa card နဲ့ wait ဖြစ်ပြီးတော့အဲ့လိုမျိုးတိုက်ရိုက် payment မဟုတ်ဘူး coin နဲ့သွားတာ coin ကိုသူက advance ပေါ်လေးကြိုပြီးတော့ prepaid လုပ်ထားတယ်လုပ်ပြီးတော့ကိုယ့်ရဲ့ account တွေကိုငွေထည့်တာထည့်ပြီးတော့အဲ့ account တွေမှာတစ်စက်ကိုသုံးတဲ့ amount ဒေါ်လာ amount $5ဆိုလို့ရှိရင် coin 900ဖြတ်မယ်အဲ့လိုပုံစံမျိုးသွားပြီးတော့ကြော်ညာတယ်Facebook အခုကကျွန်တော်တို့ Facebook ကVPN နဲ့ဆို reach ကကြားတယ်ဗျာအဲ့တော့ TikTok မှာကျတော့ reach ပိုကောင်းတယ်နောက်တစ်ခုကကျတော့ဒီကျွန်တော်တို့အဲ့မှာလေအဓိကကွာခြားတာပါလဲဆိုတော့ကျွန်တော်တို့ဒီ Facebook မှာကြော်ညာရင်ဟိုမှာဆိုကြပါလို့ဗျာ page promote campaign ကြော်ညာတယ်ဟုတ်ပြီနော်page promote campaign ဆိုလို့ရှိရင်ကျွန်တော်တို့ကြော်ညာလိုက်ရင် dashboard အနေနဲ့ပဲသွားတယ် dashboard အနေနဲ့သွားတယ်အဲ့တော့ပြောချင်တာကိုယ့်ရဲ့ page wall မှာရှိနေတဲ့ဒီ view တွေမတက်ဘူး reaction တွေပို့ဆိုလို့ရှိရင် reaction တွေမတက်ဘူးသူက dashboard အနေနဲ့နောက်ပေါ်ရနေ run လာဗျအဲ့တော့ TikTok မှာကျတော့အဲ့လိုမဟုတ်ဘူး TikTok မှာကျတော့ကျွန်တော်တို့တုံးလိုက်တဲ့ video တပုတ် promote တော့သုံးမဲ့ video ကို view လေးတက်တယ်ပြီးတော့အဲ့ video ကနေပြီးရတဲ့ follower တွေလည်းတက်တယ်အဲ့တော့ TikTok ကပြောမယ်တုံးလိုက်တဲ့ဟာနဲ့ပြန်ရှင်တန်တယ်လို့ပြောလို့ရတယ်ဗျတော်တော်လေးတန်အဲ့တော့နောက်ပြီး reach ကလေ video platform ဖြစ်တဲ့အတွက် Facebook တက်ပို့ပြီးတော့ campaign တော်တော်များတယ်အခုနောက်ပိုင်း error တွေဖြစ်တဲ့အခါကျတော့နည်းတာလည်းရှိတယ်များတာလည်းရှိတယ်ဆိုတော့အရင်သူစပြီးတော့ boosting စပြီးတော့ပေးလုပ်တဲ့အချိန်မှာတော့တော့အရင်ကြီးမကောင်းတော့ဘူးဒါကလည်းဘယ်လိုသူရဲ့ technical error တွေဘာတွေရှိနေတော့မသိဘူးပေါ့ဒါပေမဲ့တေချာတခုကတော့ content quality ကိုသာကောင်းအောင်လုပ်အဲ့ဒီ result ကတော့ပိုကောင်းပိုဘယ်လိုပြောမလဲ content quality ကောင်းရင် result လိုက်ကောင်းတယ်ဗျသိလားအဲ့တော့ကြော်ညာဈေးတွေဒေါ်လာဘတ်ဂျက်တွေ share သုံးပြီးကိုယ်နိုင်ကြီးကမွဲချပြီးစုပ်ပြတ်တက်နေလို့ရှိရင်တော့ကောင်းတဲ့ result တော့မျှော်လင့်လို့မရအောင်အဲ့လိုပုံစံမျိုးပေါ့အဲ့တော့ boosting နောက်တစ်ခုကျွန်တော်ဖြည့်ပြီးတော့ပြောချင်တာလေboosting လောက်တိုင်းရောင်းရမှာလားအဲ့ဒါပေါ့အဲ့ဒါကျွန်တော်တို့ဒီ digital marketing field ထဲမှာတော်တော်လေး client complaint တက်တဲ့ကိစ္စပေါ့လေတချို့ဆိုရင်$10သုံးလိုက်တယ်ဘာမှလည်းမရောင်းရအောင်ဘယ်လိုလုပ်ကြအဲ့တော့ကျွန်တော်နည်းနည်းရှင်းပြကြတယ်အဲ့တော့ boosting ဆိုတာကြတော့လေ
နော်မေးခွန်းတွေတက်နေလို့ဘယ် Facebook က reach အဲ့တက်နေဆိုဟုတ်လည်းမသိပါဘူးဆရာအဲ့လို Facebook ထားပြီးတော့boost လုပ်ဖို့အဆင်ပြေတာတော့ဟုတ်ပါလားဆရာအဲ့တော့ TikTok နဲ့ဒီ Facebook နဲ့ကျွန်တော်တို့ဒီအယောင်းရအောင်ဘယ်လိုမျိုးချိန်ပြီးတော့သုံးမလဲဆိုတော့လည်းကျွန်တော်ပြအဲ့တော့ TikTok ကကြတော့ကျွန်တော်တို့ကိုယ့်ရဲ့ brand awareness အတွက်သုံးတာပို့ပြီးတော့ကောင်းတယ်သူကreach ပိုကောင်းတာဖြစ်တဲ့အတွက် content quality လည်းကောင်းတယ်ဆိုလို့ရှိရင်ကြော်ညာစရာမလိုဘူးဗျာတချို့ဆိုရင် million နဲ့ချီပေါက်နေရှိအဲ့ဆိုရှင်ကိုယ့်ရဲ့ brand awareness အများကြီးတက်သွားတယ် AGS budget အများကြီးတော့သုံးစရာမလိုအဲ့တော့ကျွန်တော်ပြောချင်တာက TikTok မှာကြော်ညာမယ်ဆိုလို့ရှိရင်ကိုယ့်ကိုလူသိအောင်ကြော်ညာအဲ့တော့ Facebook မှာကြော်ညာမယ်ဆိုလို့ရှိရင် orient တန်တယ်potential customer အများကြီးရှိတာဖြစ်တဲ့အတွက် sales campaign တွေ message campaign တွေ run မယ်ဆိုလို့ရှိရင် Facebook မှာ run ကိုယ့်ရဲ့ brand awareness campaign တွေ engagement campaign တွေ run မယ်ဆိုလို့ရှိရင် TikTok မှာ run TikTok ကရလာတဲ့ orient ကို Facebook page ဘက်ကိုဆွဲခေါ်ပြီးသွားလို့ရှိရင်အဲ့မှာနောက်ဆုံး save fan တွေက conversion အဆင့်ကို Facebook မှာလုပ်ပြန်အဲ့ပို့ပြီးတော့ထိရောက်တယ် TikTok မှာ message campaign နဲ့ run လို့ရှိရင် spam message များတယ် spam message ဆိုတာက hi ပြီးတော့မရှိတော့ keyboard ပြောက်သွားအဲ့လို message တွေများတယ်အဲ့တော့ကျွန်တော်လက်ရှိစမ်းကြည့်ရသလောက်ပေါ့လေorient မတက်အောင်ဗျာမတက်အောင်ဆိုတာလို့ညစ်ပတ်တာတော့မဟုတ်ဘူးပေါ့လေ orient မတက်အောင်ဆိုတာတကယ်ဝင်နိုင်ခြင်းရှိရတဲ့သူမများဘူးတချို့ဆိုမြန်မာစာ account တွေနဲ့ဘယ်လိုမျိုးကြီးလဲမသိဘူးဗျာနည်းနည်း random တွေများတယ်ပြီးတော့အဲ့လိုမျိုးဆိုတော့ကျွန်တော်ကတော့ TikTok မှာ message campaign run တာကိုအားမပေးဘူးအဲ့တော့ Facebook မှာတော့ကျွန်တော်ကလက်ရှိ run တာဖြစ်တဲ့အတွက် TikTok မှာ awareness တော့ message Facebook မှာ message campaign တွေအဲ့ဒါပို့ပြီးအလုပ်ဖြစ်တယ်ခုနအကြောင်းဆက်လို့ရှိရင်ကျွန်တော်တို့ boost လုပ်တိုင်းရောင်းမှာလားတကယ်လို့သုံးလိုက်တဲ့ budget ပြီးတော့မရောင်းရဘယ်လိုလုပ်မှာအဲ့တော့ boost လုပ်တယ်ဆိုတာကခုနပြောတဲ့ကျွန်တော်တို့ကမီဒီယာဘိုင်ယာတွေဖြစ်တဲ့အတွက်ဒီ$10သုံးလိုက်လို့ရှိရင်လူဘယ်နှယောက်ရောင်းမယ်ဆိုကျွန်တော်အာမခံလို့မရအောင်အဲ့တော့သူ့ရဲ့သဘောတရားကကြော်ညာလိုက်တယ်ဆိုတာကဝယ်နိုင်ခြင်းရှိတဲ့သူတွေစီကိုဒီကြော်ညာကိုသူတို့ရဲ့ new feed ရှိသူတို့ရဲ့ new feed ကိုရောက်အောင်ကျွန်တော်တွားပို့ပြီးတော့ပြပေးရမယ်ရှိတယ်ကျန်တဲ့ဘာလို့မရအောင်ကျန်တဲ့ဘိုင်းကအဲ့ဒီကြော်ညာကိုမြင်လိုက်တယ်မြင်လိုက်တဲ့သူကဒီကြော်ညာကိုမြင်ပြီးတော့ဝယ်တာမဝယ်တာသူဆုံးဖြတ်တာဟုတ်တယ်မလားအဲ့တော့တချို့က$10လောက်သုံးပြီးတော့ stock quantity ရောင်းရတယ်ရောင်းရတယ်ဆိုတာကသူ့ရဲ့ရောင်းတဲ့ပစ္စည်းကဈေးတန်တာလည်းဖြစ်နိုင်တယ် market မှာတကယ် requirement demand များနေရလည်းဖြစ်နိုင်တယ် quality ကောင်းလို့လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်သူ့တစ်စိတ်ကိုသူ့မဲ့တစ်စိတ်ကိုလူသိပြီးသား awareness ရှိပြီးသားပစ္စည်းမို့လို့လည်းဖြစ်နိုင်တယ်အဲ့တော့အခြေအနေအများကြီးပေါ်မူတည်နိုင်တယ်ဗျာကိုကြော်ညာမဲ့ပစ္စည်း category ကဘယ်လိုပစ္စည်းမျိုးလေးပေါ်မူတည်ပြီးတော့အဲ့ result ကကွာတာအဲ့တော့တချို့ကboost လုပ်လိုက်တယ်တချို့ကရောင်းရတယ်တချို့ကမရောင်းရအောင်အဲ့လိုမျိုးပေါ့ကျွန်တော်တို့မီဒီယာဘိုင်းကကြတော့ခုနကျွန်တော်ပြောသလိုမျိုးပဲကြော်ညာကိုစိတ်ဝင်စားနိုင်မရှိမဲ့သူဝင်နိုင်ရှိမဲ့သူတွေကိုတော့ပြပေးရုံပဲရှိတယ်နော်အဲ့တော့မှကျွန်တော်တို့က campaign run လိုက်လို့ရလာတဲ့ result ကိုကြည့်ပြီးတော့ဒီမှာတော့ server ရောက်ပို့သွားပါတယ်အဲ့ပို့တဲ့ထဲမှာဝင်လာတဲ့ message ကဘယ်နှယောက်ဝင်သွားပါတယ်ဆိုတာကိုကျွန်တော်တို့ client အနေနဲ့ဓာတ်ရိုက်မေးတယ်သူတို့စီမှာလည်းဒီ page ကိုကင်ပေးနေတဲ့ဝန်ထမ်းတွေရှိတယ်သူတို့ ਨੇ ပြန်ချိတ်ပြီးတော့message တွေကတကယ်လုပ်ဖြစ်လားမလုပ်ဖြစ်လားကျွန်တော်တို့ compact ဖြစ်လား inquiry ဆင့်မှာလည်းရက်သွားလား spam နေလားဆိုတော့ကျွန်တော်တို့ပြန်ကြည့်တယ်အဲ့ချိန်မှာဝယ်သွားတဲ့သူက10ဆောင်ဝင်တယ်9ဆောင်လောက်ဝယ်သွားတယ်ဆိုရင်မစိုးဘူးလေအဲ့လိုမျိုးဆို campaign တွေဆိုရင်ကျွန်တော်တို့ set တိုးဖို့အတွက် budget နဲ့ duration တိုးဖို့အတွက်ကျွန်တော်တို့ဆက်ပြီးအကြံပေးတယ်ဆိုတော့အဲ့လိုမျိုးတော့ပါလေ ADS account တွေမှာတဲ့ကျွန်တော်တို့ cat တွေနဲ့တွဲထားရဆိုတော့ visa cat တွေပေါ့နော်ပြောချင်တာအဲ့တော့ account ပါမတော့အောင်တဲ့ hack ခံမတိအောင်ကျွန်တော်ဘယ်လိုအရာတွေလုပ်ထားတယ်လဲအဲ့တော့ကျွန်တော်တို့ AD account တွေဆိုလို့ရှိရင်တော့ security မြင့်လာတယ် security မြင့်နေဆိုတာကျွန်တော်တို့ name 1ကကိုယ့်ရဲ့ account ကို verify လုပ်ထားဖို့လိုတယ် Gmail ပဲအဲ့ Gmail ဆိုတာလုံခြုံအောင်ထားဗျာ account ကြီးသူများ login ဝင်သွားရင်တော့ကိုယ်မှာ primary mail ရှိနေလို့ရှိရင် recovery ပြန်လုပ်လို့ရတယ်နော်အဲ့တော့ mail ပဲ mail ရယ်ပြီးတော့ account ကို verify လုပ်တာအဲ့ဆိုရင်ကိုမသိတဲ့အများကြီး sequence ကိုကျေးဇူးတင်ပါတယ် okay ပါကျွန်တော်ဗာမေးချင်တာရှိသေးတယ်တော့ကျွန်တော်မျှဝေမယ့်အပိုင်းကတော့ဒီလောက်ပဲပေါ့လေ Thank you so much for your detailed presentation အဲ့ဒါရှိပါတယ်ဆရာ okay မေးပါရှိမေးပါကျွန်တော်ဖြေပေးပါမယ် Thank you for sharing precious knowledge is what short and shape okay ครับslide number 50လေးပြောပြပါဦးတော်တော်လေးရှင်းပါတယ်ဆရာတော့ရှင်းအောင်ဒါကပြောအခုပြောပြတော့တော်တော်ကောင်းပါတယ် okay ဒါကဘာလဲ inevitable နှုံးကြောက်တယ် sorry okay တကယ်ဆိုပေါ်ပြီးပြန်ရှိပါတယ်တမီးကအခုမှစနာတော့မလို့တဲ့ဗါတယ်တမီးကအခုမှစနာထောင်တာမနေလိုက်နေရပါတော့ဆရာ page ကို follow လိုက်ပြီ okay ပါကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ကျွန်တော်သိချင်တာရှိရင်ကျွန်တော် page ကနေ follow ပြီးတော့လေလာမေးလို့ရတယ်နော်နောက်ပိုင်းFacebook ကို follow လုပ်ထားလိုက်ပြီတဲ့ okay ကျေးဇူးတင်ပါတယ် follow ထားပြီးတကယ်တိုးပါတယ် okay
free class အကြောင်းလေးပြောပြပါအောင်ဆရာအဲ့တော့ကျွန်တော်ဒီ webinar ပြီးမှပဲအဲ့ဒါကိုတတ်မှတ်မှာနော်ဥပမာကျွန်တော်က9နာရီပြီးရဆိုလို့ရှိရင်အဲ့9နာရီပြီးမှပဲအကောက်တော့ကောက်စလုံးမယ်နော်အဲ့ဒါအခုမှန်းထားတဲ့အခုသွားပြီးတော့ page မှာ connect လုပ်ထားတဲ့သူတွေကျွန်တော်မရေတွက်သေးအဲ့တော့အမြင့်ဆုံးမှန်းနဲ့3ယောက်ကိုကျွန်တော်အဲ့9ယောက် sorry 9ယောက်ကိုအဲ့ digital sorry Facebook advertising club နဲ့ TikTok ကြော်ညာတဲ့နေ club ကိုကျွန်တော် page join ပါမယ်ဒီအဲ့ထဲမှာဒီ Facebook monetization နဲ့ပတ်သက်ပြီးတော့မျှဝေထားတဲ့ video တွေလည်းပါတယ်ပြီးသွားရင် TikTok monetization နဲ့ပတ်သက်ပြီးတော့မျှဝေတဲ့အပိုင်းတွေပါတယ်ပေးရောက်ကောက်တွေဘယ်လိုချိန်မလဲဘာညာပေါ့ဗျာအစအကုန်ပါအကုန်လုံးရွတ်ပြန်နေအရှိကြီးဖြစ်သွားမှာဆိုတော့အဲ့တော့အသေးစိတ်ကိုလည်းကျွန်တော် page မှာမေးလို့ရပါတယ်ဆိုတော့အားလုံးတက်ရောက်ပေးရတော့လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုလိုမျိုးစုံလေးနဲ့ပြောချပေးသွားတဲ့ကိုကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်တကယ်လို့ပေါ့နော်အကိုရဲ့တင်တန်းလေးတက်ချင်တာပဲဖြစ်ဖြစ် digital marketing service တွေစုံစမ်းချင်တာပဲဖြစ်ဖြစ်ဒီ all in one business all in one digital marketing channel ကိုတွားပြီးတော့စုံစမ်းလို့ရပါတယ်ရှင်ဟုတ်ကဲ့ဒီည9:00နာရီမှာလဲပေါ့နော်ကိုဆိုင်လူရှားကဒီ webinar လေးကနေပြီးတော့ discussion လေးလုပ်ပြတော့မလို့ဒီည9:00နာရီ meeting လေးမှာလည်းအကုန်လုံးကိုပြန်တွေ့ရဖို့မျှော်လင့်ပါတယ်ရှင်ဟုတ်ကဲ့ meeting link လေးကိုတော့ Telegram နဲ့ Facebook group ကနေချပေးသွားမှာဖြစ်ပါတယ် live stream ကြည့်လို့လည်းရပါတယ် Facebook group ကနေဟုတ်ကဲ့အားလုံးတက်ရောက်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီ webinar လေးတော့ဒီမှာပဲအန်လိုက်ပါမယ်ရှင်